ဒီနေ့ဟောမဲ့တရားတော်လေးကိုမေတ္တာတရားလို့ဒီလိုပဲအမည်ပေးကြစို့နော်မေတ္တာတရားအကြောင်းပြောပြီးဆိုတဲ့အခါကျတော့အမေများနေ့ကိုအကြောင်းပြုပြီးမိခင်တွေကိုချီးမြှောက်တော်အားဖြင့်မိခင်နဲ့သားသမီးတွေကြားထဲမှာမိဘတွေဘက်ကလည်းသားသမီးတွေအပေါ်မှာရှိနေပြီးဖြစ်တဲ့မေတ္တာတရားမိခင်တွေဘက်ကမိခင်ဖခင်များဘက်ကနေပြီးတော့သားသမီးတွေအပေါ်မှာရှိနေပြီးဖြစ်တဲ့ကျေးဇူးတရားဒါတွေကတော့ပြောမယ်ဆိုရင်တော့ပြောဖို့ရမကုန်တော့ဘူးပေါ့အဲ့လိုမိခင်ဖခင်တွေရဲ့ကျေးဇူးတရားတွေကိုသိတတ်တဲ့ပုဂ္ဂိုလ်တွေလည်းလောကမှာရှိကြတယ်လို့မိခင်ဖခင်တို့ရဲ့ကျေးဇူးတရားတွေကိုမသိတဲ့ပုဂ္ဂိုလ်တွေလည်းပဲလောကမှာကများစွာရှိနေကြတယ်အဲ့ဒါလိုရှိနေတဲ့အတွက်ကြောင့်လောကမှာမဖြစ်တဲ့မဖြစ်ထိုက်တဲ့မကြားတဲ့မကြားထိုက်တဲ့အနိဋ္ဌာယုံတွေလည်းလောကမှာဖြစ်နေကြတာကိုအားလုံးလည်းတစ်စိတ်တစ်စောင်းတော့ခြားကူကောင်းခြားကူကြပါလိမ့်မယ်နော်ဟိတ်တော့မိဘတွေရဲ့မေတ္တာနဲ့ပတ်သက်ပြီးတော့မပြောခင်လေးဦးဇင်းတို့မိဘတွေရဲ့ကျေးဇူးကြီးမားပုံနဲ့မိဘတွေရဲ့ကျေးဇူးတရားကိုပြန်လဲဆက်နိုင်ခွင့်ဆိုတဲ့တရားဘယ်လိုမျိုးပြန်ပြီးတော့ကျေးဇူးဆက်ပါမှကျေးဇူးပြန်ကြည်နိုင်တယ်လေဒါလေးကတော့မြတ်စွာဘုရားဟောထားတဲ့တရားတော်ဖြစ်တဲ့အတွက်ဒီတရားလေးကိုဦးဇင်းစတင်ပြီးခြေပြုပြီးတော့မှမိဘနဲ့သားသမီးကြားဆက်ဆံရေးအပိုင်းကိုဆက်လက်ပြီးဟောပြီးမယ်လို့ရည်ရွယ်ပါတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားရှင်တစ်ချိန်ယဟန်တော်ကိုယဟန်တော်တွေကိုတရားလေးတစ်ခုဟောပြီးပါတယ်မြတ်စွာဘုရားဘယ်လိုဟောတယ်လဲဆိုရင်တန်တရားခီးရဲ့ရှေ့အဆုံးကိုဉာဏ်ဖြင့်ဆင်လျောက်ရကြည့်မယ်ဆိုရင်လည်းပဲမသိအပ်မသိနိုင်တဲ့အစရှိတယ်လို့မြတ်စွာဘုရားဟောခဲ့ပါတယ်အဲ့ဒါလိုအစမရှိတဲ့တန်တရားအစမထင်တဲ့တန်တရားခီးမှာဦးဇင်းတို့တူးနဲ့တူးနဲ့မိဘရဲ့လို့မတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်အမိရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ဖရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာမယ်ဆိုရင်ရလွယ်တဲ့သဘောမရှိပါဘူးညီကိုမောင်နှမရဲ့လို့မတော်ဘူးတဲ့ပုဂ္ဂိုလ်ကိုလိုက်ရှာမယ်ဆိုရင်လည်းပဲရလွယ်တဲ့သဘောမရှိဘူးအစမတင်တဲ့တန်တရားခီးမှာမိဘတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်သားသမီးအဖြစ်နဲ့တော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေညီမအမအကိုမောင်နှမဆိုတဲ့ဆက်နွယ်မှုနဲ့တော်ဆက်ခဲ့တဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါတယ်ဒီလိုမြတ်စွာဘုရားဟောပါတယ်ဒီနေ့ပုဂ္ဂိုလ်တိုင်းဟာမိမိတို့ရဲ့မိဘအရင်အခြားတွေကိုသာလျင်မိမိတို့ရဲ့မိဘအဖြစ်နဲ့မြင်နိုင်ကြတာကတော့အပြစ်ဆိုစရာမရှိပါဘူးမိတို့ကိုကျွေးမွေးပြီးတော့ပြုစုဆောက်ရှောက်လာခဲ့ကြတဲ့မိဘနှစ်ပါးဟာမိမိတို့ရဲ့မိဘတွေလို့ဒီဘဝခဏတာရပြောမယ်ဆိုရင်မှန်တဲ့သဘောရှိပါတယ်အဲ့ဒီလိုမိဘတွေတော်ဆက်ခဲ့ဘူးတဲ့အကြောင်းကိုမြတ်စွာဘုရားဟောပြီးတဲ့နောက်မှာမြတ်စွာဘုရားကဘာဆက်ပြီးဟောတယ်လဲဆိုတဲ့အခါမှာจิตာယံတို့ပုဂ္ဂိုလ်နှစ်ဦးရဲ့ကျေးဇူးတရားတွေကိုလွယ်ကူစွာဆက်နိုင်တယ်လို့ငါဘုရားမဟောပါဘူးဒီခါမှာယဟန်တော်တွေကနေမြတ်စွာဘုရားကိုပြန်ပြီးတော့လျှောက်ထားကြတယ်မြတ်စွာဘုရားဘယ်ပုဂ္ဂိုလ်နှစ်ဦးပါလဲမြတ်စွာဘုရားဒီလိုလျှောက်ထားကြတဲ့အခါကျတော့จิตာယံတို့မိခင်ဖခင်လို့ခေါ်တဲ့ပုဂ္ဂိုလ်နှစ်ဦးပါပဲဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ကျေးဇူးတရားတွေကိုလွယ်ကူစွာဆက်နိုင်တယ်လို့ငါဘုရားမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်မိဘတို့ဆိုတာကသားသမီးတွေကိုစောက်ရှောက်ကြတဲ့သူတွေကြီးပြင်းလာအောင်စောက်ရှောက်ကြတဲ့သူတွေကျွေးမွေးကြတဲ့သူတွေဒီလောကကိုစတင်ပြီးပြသတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်ပဲလို့မြတ်စွာဘုရားကနေမိန့်တော်မူတယ်။အဲလိုမိတ်ပြီးတဲ့အခါမှာမြတ်စွာဘုရားဆက်လက်ပြီးတော့မိမိတို့ကအသက်တရားတန်းမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြတယ်ဆိုကြစို့အသက်တရားကာလပတ်လုံးပခုံးတစ်ဖက်မှာအမိကိုဆောင်ပခုံးတစ်ဖက်မှာအဖကိုဆောင်ပြီးတော့ပြုစုလုပ်ကြွေးကြမယ်ရေပူရေအေးတင့်လျော်ရာပေးပြီးတော့ခြေဆုပ်လက်နဲ့ပြုပြီးနေထိုင်ကြမယ်ညင်နေပေးမယ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့နှစ်တရားပတ်လုံးပြုစုလုပ်ကြွေးပါတော်ညာလည်းပဲရှိခဲ့ဘူးတဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုလက်ကူစွာဆက်နိုင်တယ်လို့ငါဘုရားမဟောပါဘူးဒီလိုမြတ်စွာဘုရားမိန့်တော်မူတယ်
ဒီထက်လွန်ပေါ့လေမြတ်စွာဘုရားကနေဆက်မိတယ်မိမိတို့ကစားနိုင်လို့မဟာပထဝီမြေကြီးကိုအုပ်ချုပ်စိုးပိုင်တဲ့မင်းစည်းစိမ်ကိုမိဘနှစ်ပါးကိုချီးမြှောက်ထောက်ပံ့ပေးမယ်ဆိုကြစို့ဒီလိုမင်းစည်းစိမ်ကိုချီးမြှောက်ထောက်ပံ့ပေးတော်ညာလည်းပဲရှိခဲ့မှုတဲ့မိဘတွေရဲ့ကျေးဇူးကိုလက်ကူစွာဆက်နိုင်မယ်လို့နာပြမဟုတ်ဘူးဒီနေ့ပြန်ကြည့်လိုက်နေဆိုရင်ပေါ့လောကမှာလူတိုင်းအတောင့်တဆုံးနဲ့ဖြစ်ခြင်းဆုံးအမြင့်မားဆုံးသောယာတုဌာနန္တရကိုပြောမယ်ဆိုရင်တော့မင်းစည်းစိမ်ပါပဲဒီလိုမင်းစည်းစိမ်ကဲ့သို့သောမင်းစည်းစိမ်ကိုချီးမြှောက်ထောက်ပံ့ပြီးတော့ပေးပါတော်ညာလဲမိဘတို့ရဲ့ရှိခဲ့မှုတဲ့ကျေးဇူးတရားတွေကိုလက်ကူစွာပြန်ပြီးဆက်နိုင်တယ်လို့နာပြမဟုတ်ဘူးဒါဘာကြောင့်လဲဆိုရင်မိဘတို့ဆိုတာကမိမိတို့ကိုကြည်ပင်အောင်ဆောက်ရှောက်လာတဲ့ပုဂ္ဂိုလ်တွေကျွေးမွေးလာတဲ့ပုဂ္ဂိုလ်တွေဒီလောကကိုစတင်ပြီးတော့ပြသကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်ပဲပြန်ပြီးကြည့်လိုက်ကြည့်ဆိုရင်ပေါ့ဒီလောကကိုဦးဇင်းတို့တရားနာပြည့်တတ်တဲ့အားလုံးစတင်မြင်ခွင့်ရကြတယ်ဆိုတာကဒီမိဘနှစ်ပါးရဲ့ကျေးဇူးကြောင့်ပါဒီလောကကြီးကိုစတင်ပြီးတော့မြင်ခွင့်ရတယ်ဆိုကြတဲ့ကမိဘတွေကဘယ်လောက်ကျေးဇူးကြီးမားနေကြပြီလဲအလွန်တရာကျေးဇူးကြီးမားနေကြပါပြီနေစဉ်တောင်ကြီးဘဝကနေပြီးကြီးပြင်းလာတဲ့အထိဆောက်ရှောက်ကျွေးမွေးလာခဲ့ကြတဲ့ကျေးဇူးတရားတွေကိုပါဆက်လက်ပြီးပြောကြမယ်ဆိုရင်တော့အင်မတန်ကြီးမားတဲ့ကျေးဇူးတရားတွေပါအဲ့လိုကြီးမားတဲ့ကျေးဇူးတရားတွေကိုညီမျိုးစုံနဲ့ပြန်လည်ပြီးတော့ချီးမြှောက်ထောက်ပံ့ပြီးတော့ကျေးဇူးဆက်ပါတော်ညာလဲကျေးဇူးဆက်နိုင်တဲ့သဘောမရှိဘူးအဲ့လိုမြတ်စွာဘုရားမိတော်မူတဲ့အခါကျတော့ယဟန်တော်တွေကနေမြတ်စွာဘုရားကိုပြန်လည်ပြီးမေးလျှောက်ကြပါတယ်မြတ်စွာဘုရားဤကဲ့သို့သောနည်းတွေနဲ့မိဘတို့ရဲ့ကျေးဇူးတရားတွေကိုပြန်လည်ဆက်ဖို့ရမဖြစ်နိုင်ဘူးဆိုရင်ဘယ်လိုနည်းလမ်းနဲ့ကျေးဇူးဆက်မယ်ဆိုရင်မိဘတို့ရဲ့ကျေးဇူးကိုဆက်နိုင်ပါလဲဒီလိုပြန်ပြီးတော့မေးလျှောက်ကြတဲ့အခါကျတော့မြတ်စွာဘုရားကနေပြီးတော့จิตာယံတို့သင်จิตာယံတို့သိချင်တယ်ဆိုရင်တော့ငါဘုရားရှင်မိတော်မူမယ်မိဘတွေရဲ့ရှိခဲ့မှုတဲ့ကျေးဇူးတရားကိုပြန်လည်ဆက်ခြင်းတယ်ဆိုရင်တော့ပြန်လည်ပြီးတော့ဆက်နိုင်တဲ့နည်းလမ်းတွေရှိတယ်လောကမှာမိဘတချို့ရှိကြတယ်တရားတရားမရှိသေးတဲ့မိဘတွေကတရားတရားနဲ့ပြည့်စုံအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့ပေးမယ်ဝန်တိုခြင်းမေစရိယရှိကုန်တဲ့မိဘတွေကိုဝန်တိုခြင်းမေစရိယကင်းသွားအောင်မိမိတို့ကကြိုးစားပြီးလမ်းညွှန်ပေးမယ်ချီးမြှောက်ပေးမယ်ထောက်ပံ့ပေးမယ်ပညာမရှိတဲ့မိဘတွေကိုပညာနဲ့ပြည့်စုံအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့ပေးမယ်ဆိုရင်တော့ရှိခဲ့မှုတဲ့မိဘတွေရဲ့ကျေးဇူးကိုဆက်နိုင်ပါတယ်လို့မြတ်စွာဘုရားကနေပြီးတော့တိလိုလိုမေးမြန်းလာတဲ့ယဟန်တော်တွေကိုပြန်လဲပြီးမိတော်မူပါတယ်လောကမှာတတ္ထာတရားတတ္ထာတဏံဆိုမြတ်စွာဘုရားဟောထားတာရှိပါတယ်တတ္ထာတရားကိုဥစ္စာလို့ခေါ်ပါတယ်တတ္ထာတရားမရှိတော့တဲ့ပုဂ္ဂိုလ်ဟာဘလောက်ပဲကြီးပွားချမ်းသာနေတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေမိမိရဲ့ကြီးပွားချမ်းသာနေတဲ့ကြီးပွားချမ်းသာမှုတွေကိုတကယ်ကိုကြီးမားတဲ့အကျိုးစီးပွားတွေကိုဖြစ်ထွန်းလာအောင်လုပ်နိုင်တဲ့အရေးချင်းသူ့မှာမဲ့သွားတယ်။ဒါကြောင့်လေတတ္တတရားမရှိလို့တတ္တတရားမရှိတဲ့ပုဂ္ဂိုလ်ကံကံရဲ့အကျိုးတရားကိုလည်းယုံကြည်မှုမရှိဘူး။ဘုရားတရားတန်ခါးဒီဟူသောယတနာသုံးတန်အပေါ်မှာလည်းပဲယုံကြည်မှုမရှိဘူး။ဒါဆိုလို့ရှိရင်ဘုရားကိုစိတ်ကပ်ခြင်းတရားကိုနာယူခြင်းတန်ခါတော်တွေကိုစိတ်ကပ်ပြီးတော့တရားစကားမေးမြန်းခြင်းဆိုတာသူ့မှာမရှိနိုင်ဘူး။တခါကံကံရဲ့အကျိုးကိုမယုံကြည်တဲ့အတွက်ကြောင့်မို့ဒါနမှုဆိုတဲ့အရာကိုလည်းသူလုပ်ဖြစ်တော့မှာမဟုတ်ဘူးသူ့ဘဝဟာပြစ္ဆုတ်ပံကာလအဖြစ်စည်းစိမ်ဥစ္စာတွေနဲ့ပြည့်စုံနေတော်ညာလည်းပဲတတ္ထာတရားဒီဟူသောဥစ္စာကချုံရင်းနေတဲ့အတွက်ကြောင့်သူဟာသူ့ရဲ့ပြစ္ဆုတ်ပံချမ်းသာတွေကိုအချီးနှီးအကျိုးမဲ့ဖြစ်အောင်ကိုလှုပ်သွားနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးတော့လောကကြီးကနေထွက်ခွာသွားနိုင်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်ဒါကြောင့်မို့တရားတရားမရှိသေးတဲ့ပုဂ္ဂိုလ်တွေကိုတရားတရားနဲ့ပြည့်စုံလာအောင်သာသမီဖြစ်တဲ့ပုဂ္ဂိုလ်တွေကကြိုးစားပြီးတော့လမ်းညွှန်ညီနာပေးဖို့လိုတယ်။ဒါမိဘရဲ့ရှိခဲ့မှုတဲ့ကျေးဇူးကိုပြန်လည်ဆက်တဲ့အနည်းပေါ့။အလုံးစုံသိတော်မူတဲ့ဘုရားရှင်ကဲ့သို့သောသူတော်ကောင်းကြီးပေါ်ထွန်းလာတဲ့အတွက်ကြောင့်သိနိုင်တဲ့နိလန်းပါ။လောကလူသားတွေပြန်လည်ကျေးဇူးဆက်နေတဲ့နိလန်းတွေဟာမိမိတို့ရဲ့မိဘတွေကိုပြန်လည်ပြီးတော့ကျေးဇူးဆက်တယ်လို့ပြောနိုင်ကြပြီမဲ့မိဘတွေဘက်ကလည်းနှလုံးသွင်းမမှန်ဘူးဆိုလို့ရှိရင်ဥစ္စာပစ္စည်းတွေနဲ့ပြည့်စုံအောင်ကြီးမြောက်ထောက်ပံ့ပေးခြင်းဒီပင်လျင်သူတို့ရဲ့လောဘဒေါသမောဟတွေကိုပို့ပြီးတော့
တိုးပွားလာအောင်လုပ်ပေးတာနဲ့အတူသွားနိုင်တဲ့အတွက်ဒီပစ္စည်းဥစ္စာကာမဝတ္ထုပစ္စည်းအစုစုတွေမှာတွေ့တာတက်မဲ့နေတဲ့စိတ်တွေတိုးပွားခဲ့တယ်ဆိုရင်ဒီလိုစိတ်ကြောင့်သူတို့ဟာကောင်းရာသူဂတိကိုရောက်နိုင်ကြတာမဟုတ်ပါဘူး။ဒါကြောင့်ဒီလိုမျိုးဥစ္စာပစ္စည်းတွေကိုချီးမြှောက်ထောက်ပံ့ပြီးတဲ့နောက်မှာတရားတရားနဲ့ပြည့်စုံအောင်မိမိတို့ကဆက်လက်ပြီးတော့ကြိုးပမ်းကြမယ်ဆိုရင်တော့မိဘတွေရဲ့ကျေးဇူးကိုတစ်စိတ်တစ်ပိုင်းအားဖြင့်ဆက်နိုင်တဲ့သဘောတရားကြီးရရှိအားရမှာဖြစ်တယ်နော်။ပြီးတဲ့အခါမှာဝန်တိုခြင်းမစ္စရိယရှိနေကြတယ်။ပေးကမ်းစွန့်ကြဲလိုတဲ့စိတ်ဓာတ်တွေမရှိဘူး။ပစ္စည်းဥစ္စာတွေကျေဝချမ်းသာနေတော့ညာလည်းပဲတရားတရားကလည်းခေါင်းပါနေတယ်။ဝန်တိုခြင်းမစ္စရိယတရားတွေကလည်းရှိနေကြတယ်ဆိုရင်မိဘတွေရဲ့ပစ္စည်းဥစ္စာတွေဟာဒီနေ့မိမိတို့ရှာဖွေပြီးတော့ပြုစုပြောထောင်ပေးထားတဲ့ထောက်ပံ့ပေးထားတဲ့ဥစ္စာပစ္စည်းတွေဟာသူတို့နဲ့တပါးတည်းပါသွားကြမှာမဟုတ်ဘူး။ဒါဆိုရင်သူတို့ရဲ့ဘဝရရှိခြင်းဟာအချီးနှီးသောရရှိခြင်းကဲ့သို့ဖြစ်သွားနိုင်တဲ့အတွက်ဝန်တိုခြင်းမစ္စရိယရှိကုန်တဲ့မိဘတွေကိုဝန်တိုခြင်းမစ္စရိယကင်းအောင်မိမိတို့ဘက်ကချီးမြှောက်ထောက်ပံ့နိလန်းတွေပေးပြီးကြိုးစားပေးကြဖို့လိုတယ်။ဒါမြတ်စွာဘုရားရှင်ပေးတဲ့နိလန်းတစ်ခုဖြစ်ပါတယ်။နောက်တစ်ခုပညာကင်းနေတဲ့မိဘတွေလောကမှာရှိကြတယ်။ပညာကင်းတယ်ဆိုတဲ့အပိုင်းမှာကလောကပညာကိုပြောခြင်းမဟုတ်ပါဘူး။လောကပညာမှာမိဘတွေကသားသမီးတွေတက်ပို့ပြီးတာလွန်နေတဲ့မိဘတွေလည်းရှိကြပါတယ်။သားသမီးအောက်ကိုနှိမ့်ကြနေတဲ့ပညာရည်ချင်းရှိတဲ့လောကပညာတွေရှိတဲ့မိဘတွေလည်းလောကမှာရှိနေကြတယ်။မြတ်စွာဘုရားရှင်ဆိုလိုတဲ့ပညာဆိုတာကဝိပဿနာပညာမဲ့ပညာကိုဆိုခြင်းသာဖြစ်ပါတယ်။အဲ့လိုဝိပဿနာပညာမဲ့ပညာကိုဘယ်လိုပုံစံနဲ့မြတ်စွာဘုရားရှင်ကမိဘတွေကိုသားသမီးဖြစ်တဲ့ပုဂ္ဂိုလ်တွေကပြန်လည်ပြီးတော့ချီးမြှောက်စေခြင်းတည်းမိမိတို့တွေရခဲ့တဲ့လူဘဝလေးကိုရထားကြပြီရခဲ့တဲ့လူဘဝလေးကိုရထားတဲ့အချိန်ကလေးမှာရခဲ့တဲ့တီလသမာဓိပညာကျင့်စဉ်ဆိုတဲ့ကျင့်စဉ်၃ရပ်အကျင့်မြတ်တွေကိုမိမိတို့ကလက်တွေ့စနစ်တကျကျင့်ကြံအကျိုးကိုအားထုတ်လိုက်လို့ဝိပဿနာတွေရဲ့အဆုံးမှာမဲ့ဉာဏ်ဘုံဉာဏ်တို့ကပေါ်လာခဲ့ပြီးတော့အသင်္ကရတနိဗ္ဗာန်ဆိုတဲ့ငြိမ့်တဲ့ချမ်းသာကြီးကိုမျက်မှောက်ပြုနိုင်တဲ့ဘဝကိုရရှိသွားကြပြီအဲ့ဒီခါမှာမိဘတို့ကိုမိမိတို့ထိုးထွင်းပြီးသိထားတဲ့တရားတော်တွေကိုပြန်လဲပြီးတော့မျှဝေပေးမယ်တိုက်တွန်းမယ်အားပေးမယ်မိခင်ဖခင်တို့လောကမှာရှိတဲ့တရားတွေအလုံးဟာအနိစ္စသဘောသာမှန်တယ်ဒုက္ခသဘောသာမှန်တယ်အနတ္တတရားတွေကြီးတာဖြစ်ကြတယ်ဒီတရားတွေပေါ်မှာတွေ့တာတက်မဲ့နေတဲ့စိတ်တွေကြောင့်ဒီတရားတွေကိုသင်္ကတတရားလို့ခေါ်တဲ့ပြုပြင်စီရင်မှုကြောင့်ဖြစ်ပေါ်နေတဲ့ဒီတရားတွေပေါ်မှာတွေ့တာတက်မဲ့နေတဲ့စိတ်နဲ့ဒီကနေ့အချိန်မှာဒီလိုစိတ်တွေကအကျိုးပေးခဲ့ရင်တော့မိဘတွေဒုက္ခရောက်ကြလိမ့်မယ်။ဒါကြောင့်အနိစ္စဒုက္ခအနတ္တတရားစင်စစ်ဧကံဖြစ်နေတဲ့ဒီတရားတွေအပေါ်မှာဝိပဿနာပညာမြတ်ပညာတွေဖြစ်ပေါ်လာအောင်မိဘတို့ကြိုးစားကြပါ။သီလသမာဓိပညာသိက္ခာကိုမိမိကျင့်တဲ့ကဲ့သို့သူတို့ကိုကျင့်ဖြစ်အောင်မိမိတို့ကတိုက်တွန်းပြီးတော့ဆေးရုံပြီးတော့ကြိုးစားကြမယ်ဆိုရင်အဲ့လိုကြိုးစားလိုက်တဲ့အတွက်ကြောင့်သူတို့ရဲ့ပါရမီအားလျော်စွာသီလတွေကိုဖြည့်ကျင့်ကြမယ်။သမာဓိတွေကိုထူထောင်ကြမယ်။သမာဓိဒီဟူသောမြေပေါ်မှာရပ်တည်ပြီးတော့ယုတ်ဒီနံတွေကိုသိသိမယ်။ကြောင်းတရားအကျိုးတရားတွေကိုသိသိပြီးတော့ဒီယုတ်နံကြောင်းကျိုးတရားတွေအပေါ်မှာနေသဒုက္ခအနတ္တလက္ခဏာရေးသုံးတန်တင်ပြီးတော့တွင်ကြီးဝိပဿနာရှုနိုင်လို့ပါရမီအားလျော်စွာဝိပဿနာဉာဏ်တွေရဲ့အဆုံးမှာမျက်ဉာဏ်ကိုဉာဏ်စိုက်ခဲ့တယ်ဆိုရင်ဒါဆိုရင်တော့မိမိတို့ဟာမိဘတို့မိမိတို့အပေါ်မှာရှိပြီးဖြစ်တဲ့ကျေးဇူးတရားတွေကိုဆက်ပြီးဖြစ်သွားတယ်ဒီလိုနည်းနဲ့ကျေးဇူးဆက်ခြင်းကိုသာလျှင်ကျေးဇူးဆက်နိုင်တဲ့နည်းလို့မြတ်စွာဘုရားရှင်မိန့်တော်မူပါတယ်တခြားတစ်ပါးသောနိလန်းတွေကတော့တန်တရားခီးမှာကျင်လေကြောင်းနဲ့တန်တရားခီးမှာမြုပ်ကြောင်းမျောကြောင်းလမ်းတွေသာဖြစ်နိုင်တဲ့အတွက်ဒီလိုနိလန်းတွေကတော့မြတ်စွာဘုရားရှင်ချီးမွမ်းတဲ့နိလန်းတွေမဟုတ်ကြပါဘူးဒါပေမဲ့ပြန်ကြည့်လိုက်တဲ့အခါကျတော့လောကရှိတဲ့မိဘနှစ်ပါးပုဂ္ဂိုလ်တွေကလည်းပဲသားသမီးတွေကိုလောကထဲမှာပျော်မွေ့နေတာကိုပဲကြည့်ချင်ကြတယ်မြင်ချင်ကြတယ်မိမိတို့ကိုလည်းဥစ္စာပစ္စည်းတွေနဲ့ချီးမြှောက်ထောက်ပံ့တာကိုပဲမိတို့ကလည်းလိုချင်ကြတယ်မြင်ချင်ကြတယ်ဒါဆိုလို့ရှိရင်မိမိတို့ရဲ့အဲ့ဒီလိုမျိုးအယူအဆမြင်တွေဟာဖြစ်တဲ့ဖြစ်တတ်တဲ့အမြင်တွေဟုတ်မဟုတ်ဆိုတာမြတ်စွာဘုရားရှင်ပေးတဲ့ဗေဒံနဲ့တော့တိုင်းကြည့်ဖို့လိုတယ်မိမိတို့ရဲ့သားသမီးတွေတရားစခန်းဝင်ကြပြီဒီလရှင်ဝတ်ကြပြီယဟန်တွေပြုကြပြီဒါဆိုလို့ရှိရင်မိမိတို့ရဲ့သားသမီးတွေရဲ့လုပ်ငန်းတွေဟာအင်မတန်မြင့်မြတ်နေတဲ့လုပ်ငန်းတွေပဲမြတ်စွာဘုရားရှင်ချီးမွမ်းတော်မူတဲ့ဘုရားအစရှိသောအရိယာသူတော်ကောင်းတွေချီးမွမ်းတဲ့လမ်းကြောင်းကိုငါသားတော်တွေငါသမီးတော်တွေလိုက်သွားကြပြီဒီလိုနားလည်ဖို့လိုတယ်တခါမိဘတို့ရဲ့ကျေးဇူးတွေလွန်တရားကြီးမားလှလို့လောကနိလန်းမျိုးစုံနဲ့ကျေးဇူးဆက်တော်ညာလေကျေးဇူးမကြေနိုင်ဘူးတရားတရားမရှိသေးတဲ့ပုဂ္ဂိုလ်တွေတရားတရားပြည့်စုံအောင်
ဝန်တိုခြင်းပစ္စရိယရှိကုန်တဲ့မိဘတွေဝန်တိုခြင်းပစ္စရိယကင်းအောင်ဝိပဿနာပညာမဲ့ပညာတွေမရှိသေးတဲ့မိဘတွေကိုဝိပဿနာပညာမဲ့ပညာတွေရှိအောင်မိမိတို့ကချီးမြှောက်ထောက်ပံ့အကြံဉာဏ်တွေပေးပြီးတော့ကြိုးစားပေးမယ်ဆိုရင်သူတို့ကလည်းလိုက်လံလုပ်ကြလို့ကြိုးစားကြလို့တကယ်လို့မဉ္ဇဉ်ပူဉ္ဇဉ်စိတ်သွားတဲ့အခါမှာမိဘတို့ရှိခဲ့ဘူးတဲ့ကျေးဇူးတွေကိုဆက်နိုင်တယ်လို့လက်ဆောင်ဘုရားရှင်မိတော်မူခဲ့တဲ့စကားကိုပြန်လည်ကြည့်လိုက်မယ်ဆိုရင်ဒီနေ့တရားနာပိဋကအပေါင်းသူတော်ကောင်းတွေအားလုံးဟာဒီဘဝမှာဥစဉ်ရဲ့မိခင်တွေမဟုတ်ကြတော့ညာလည်းပဲဥစဉ်နဲ့မိဘတော်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါလေဥစဉ်ရဲ့သမီးတွေလည်းဖြစ်ခဲ့ဘူးမဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါလိမ့်မယ်ဥစဉ်ရဲ့အဖေတွေလည်းဖြစ်ခဲ့ဘူးကြမယ်ဥစဉ်ရဲ့အမတွေဥစဉ်ရဲ့မောင်တွေစတဲ့ကျင်လည်ခဲ့တဲ့ရှေးလားလာတဲ့တန်တရားခီးမှာတော်ဆက်ခဲ့ဘူးတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြပါလိမ့်မယ်ဒီနေ့ဥစဉ်တို့ဥစဉ်ဥဒ္ဓမဘာလာတို့စတဲ့ရဟန်းတော်များစွာလည်းပဲဒီမှာတရားအထုတ်ကျင့်ကြံကြိုးကိုအထုတ်နေကြတဲ့ရဟန်းဘွားတွေသူတို့ကိုအကြောင်းပြုပြီးတရားအထုတ်ကိုလာကြတဲ့မိဘတွေလည်းရှိနေကြတယ်တရားလာအမထုတ်သေးတဲ့မိဘတွေလည်းရှိနေကြတယ်သားသမီးတွေဘက်ကနေမိဘတွေရဲ့ရှိခဲ့ဘူးတဲ့ကျေးဇူးကိုအလုံးစုံသိတော်မူတဲ့ဘုရားရှင်ပေးတဲ့နီးလန်းနဲ့မြတ်စွာဘုရားရှင်မိတော်မူတဲ့အတွက်ကြောင့်သိလာရတဲ့ကျေးဇူးဆက်နည်းနဲ့ကျေးဇူးဆက်ခွင့်ကိုပေးကြဖို့တော့မကောင်းဘူးလားကောင်းတယ်သားသမီးတွေကကျေးဇူးဆက်ချင်ပါတယ်တရားလာပြီးအထုတ်ကြပါလို့တိုက်တွန်းတဲ့အခါမှာမလာဘူးဆိုတာဘာပြောတာလဲငါတို့ကိုကျေးဇူးမဆက်ကြပါနဲ့လို့ပြောတာနဲ့မတူဘူးလားတူတယ်ဒါဆိုလို့ရှိရင်တော့သားသမီးတွေကတရားအထုတ်ဖို့ခေါ်တယ်ဆိုရင်မိမိတို့သားသမီးများကကျေးဇူးဆက်ခွင့်ကိုတောင်းတာနဲ့မတူဘူးလားဒါဆိုရင်တော့မိမိတို့ကဘာလုပ်ရမလဲသားသမီးတွေရဲ့ကျေးဇူးတိတက်မှုကိုမိမိတို့ကဘာလုပ်ရမလဲပြန်လည်ပြီးတုံ့ပြန်တော့အဖြစ်ဝမ်းပန်းတတာနဲ့တော့လာဖို့မကောင်းလားကောင်းတယ်ဒါပေမဲ့မလာကြဘူးဆိုရင်တော့ဒါဟာမြတ်စွာဘုရားရှင်ပြောတဲ့နိလန်းအပေါ်မှာလိုက်နာကျင့်သုံးနေတဲ့ပုဂ္ဂိုလ်တွေလို့ပြောနိုင်ပါမလားမပြောနိုင်ဘူးလောကထဲမှာကျင်လည်ပြီးတော့လောကထဲမှာနစ်မြုပ်ဖို့ရန်လောကထဲမှာမျောနေဖို့ရန်သွားနေတဲ့နိလန်းတွေသာဖြစ်ကြပါလိမ့်နော်ဒါဆိုလို့ရှိရင်အဲ့လိုနိလန်းမျိုးတွေမဖြစ်အောင်သာသမီများကကျေးဇူးဆက်ခွင့်ကိုတောင်းကြတဲ့အခါမှာဒီနေ့ဥဒ္ဓမဘာလမေတော်ဖြစ်တဲ့ဒကာမကြီးလည်းပဲတကယ်လို့ဥဒ္ဓမဘာလကများတကယ်လို့ပေါ့လေတရားလာအထုတ်ကိုပြောခဲ့တယ်ဆိုရင်တော့အရောက်တာလာခဲ့ပြီတော့နော်ဒါဆိုရင်တော့သာသမီရဲ့တင်ရှိနေတဲ့ကျေးဇူးတရားကိုဆက်ခွင့်ကိုပေးတာဖြစ်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ရှိခဲ့ဘူးတဲ့ကျေးဇူးတရားကိုဆက်ခွင့်မပေးပါနဲ့လို့ပြောတာနဲ့အတူတူဖြစ်လိမ့်မယ်နော်ကဲဟုတ်ပြီဒါဆိုလို့ရှိရင်ဘယ်လိုကျေးဇူးဆက်ရမလဲဆိုတာသာသမီတွေဘက်ကလည်းသိဖို့လိုတယ်ကျေးဇူးဆက်ခွင့်ကိုမိဘတွေဘက်ကလည်းဘယ်လိုပေးရမလဲဆိုတာလည်းဒီလောက်ဆိုရင်တော့သိတော့ပြီလို့ဦးဇင်းယူဆတယ်နော်ဒါကတော့လောကကနေပြီးတော့လွတ်မြောက်ပြီးအမြင့်မားဆုံးသောကျေးဇူးဆံဒီကိုဦးဇင်းမြတ်စွာဘုရားရှင်ဟောထားတဲ့တရားတော်နဲ့အခြေခံပြီးတော့ပြောလိုက်တာဖြစ်ပါတယ်နောက်တစ်ပိုင်းကတော့လောကကနေလွန်မြောက်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကတော့လောကထဲမှာများစွာမရှိကြပါဘူးဒီပါအလုံးကလည်းလွန်မြောက်သွားမယ်လို့မပြောနိုင်တော့ညာလည်းပဲကျင့်ကြံကြိုးကုပ်အားထုတ်ဖို့တော့လိုတယ်အဲ့တော့လောကထဲမှာကျင်လည်နေတဲ့မိဘနဲ့သားသမီးလူကြီးနဲ့လူငယ်ကြားထဲမှာရှိတဲ့ရှိထိုက်တဲ့နားလည်မှုတွေရှိလာဖို့ဆိုတာကမိဘတွေရဲ့မေတ္တာတရားကိုလည်းသားသမီးများကနားလည်ဖို့လိုတယ်မိဘတွေဘက်ကနေထားတဲ့မေတ္တာဟာလည်းပုံစံကျတဲ့မေတ္တာတရားရှိဖို့ဖြစ်ဖို့လိုပါတယ်မိဘဆိုတဲ့နေရာကနေနေနေတဲ့ပုဂ္ဂိုလ်များဟာလောကကြီးကိုစတင်ပြသပေးလိုက်ပြီးဆိုကြတဲ့ကကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတာကတော့သာသမီများဘက်ကလက်ခံထားပြီးသားဖြစ်ဖို့လိုတယ်တို့တော်များလေးပဲမဉ္ဇဉ်ဘုံဉဏ်အစစ်စစ်မဆိုင်သေးတဲ့ပုဂ္ဂိုလ်မှန်သမျှဟာလောဘဒေါသမောဟဣဒ္ဓမစ္စရိယမာနတရားတွေနဲ့နေထိုင်နေကြတဲ့ပုဂ္ဂိုလ်များသာဖြစ်တဲ့အတွက်ကိလေသာရဲ့ထိုးနှက်ချက်ကိုခံထားရတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြတဲ့အတွက်မိဘတွေကလည်းငါတို့ရဲ့သားသမီးတွေဟာကိလေသာတန်းလန်းနဲ့ရှိနေတယ်လို့သဘောတစ်ချက်ပေါက်လာသားသမီးတွေဘက်ကလည်းမိဘတွေဟာလည်းကိလေသာတန်းလန်းနဲ့ရှိနေတဲ့ပုဂ္ဂိုလ်တွေပဲလို့ဒါသဘောပေါက်ဖို့လိုတယ်။ဘာရွေချက်နဲ့ဦးဇင်းပြောနေလဲ။လောကမှာပုဂ္ဂိုလ်တယောက်ကိုချိုးနှိမ်ပြီးတော့ပြောမယ်ဆိုရင်မိဘကသားသမီးကိုပဲပြောအကိုဖြစ်တဲ့သူကညီဖြစ်တဲ့ပုဂ္ဂိုလ်ကိုပဲပြောလက်ခံနိုင်တယ်လို့ဉာဏ်ပိဋကထင်ပါမလားတို့မှလက်မခံပါဘူးနော်ဒါကြောင့်မို့မိဘတွေဘက်ကလည်းပဲငါတို့မိဘပဲဆိုပြီးတော့မိမိတို့ရဲ့
မေတ္တာတရားကိုပုံစံပြောင်းသွားစေနိုင်တဲ့ပြုမှုဆက်ဆံမှုမျိုးတွေကမပြုဖြစ်ဖို့လိုတယ်ဒါမိဘဆိုတဲ့လူကြီးပိုင်းပေါ့ကျန်တဲ့လူကြီးများကလည်းမိမိတို့ရဲ့လက်အောက်မှာရှိနေတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာမိမိတို့ရဲ့မေတ္တာကိုပုံဖော်ပေးနိုင်တဲ့စကားလုံးရွေးချယ်တတ်တဲ့အသုံးနှုန်းမျိုးတော့ဖြစ်ဖို့လိုတယ်မိမိတို့ဘက်ကမေတ္တာတရားကိုပေါ်ကျူးပေးနိုင်တဲ့စကားလုံးအသုံးနှုန်းကိုရွေးချယ်ခြင်းမရှိဘူးဆိုလို့ရှိရင်မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကသားသမီးတွေရဲ့အကျိုးကိုဘယ်လို့မှမဆောင်နိုင်ကြပါဘူးလူကြီးနေရာမှာရှိနေတဲ့ပုဂ္ဂိုလ်တွေဆရာနေရာမှာရပ်တည်နေတဲ့ပုဂ္ဂိုလ်တွေကလည်းမိဘတွေမိမိတို့နေရာကနေမိမိတို့နဲ့သက်ဆိုင်နေတဲ့လူငယ်တွေရဲ့အကျိုးကျေးဇူးကိုရှိအောင်ဘယ်လို့မှမစွမ်းဆောင်နိုင်ဘူးလူကြီးများဖြစ်တဲ့ပုဂ္ဂိုလ်များဟာလည်းဒီနေ့မိဘများဖြစ်တဲ့ပုဂ္ဂိုလ်များဟာလည်းသားသမီးဘဝကနေကြီးပြင်းလာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေပါလူကြီးဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာလည်းလူငယ်ဘဝကနေဖြတ်တန်းပြီးတော့တက်လာခဲ့ကြတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ကြပါတယ်ငယ်စဉ်ကမိမိတို့တောင်းတခဲ့မှုတဲ့ဆန္ဒကလေးတွေလူကြီးတွေမိဘတွေဒီလိုမျိုးပြုစုပြောထောင်ကြမယ်ဒီလိုပြောဆိုပြုမှုကြမယ်ငါတို့ကိုဒီလိုမျိုးပညာတွေပေးကြမယ်ဆိုရင်သိကောင်းပါပဲလို့ဉာဏ်ထဲမှာဆန္ဒကိုယ်စီရှိခဲ့ဘူးမယ်လို့ဦးဇင်းယုံကြည်တယ်ငယ်စဉ်ကတောင်းတခဲ့ပြီးငယ်စဉ်ကငန့်လင့်ခဲ့ကြတဲ့ဒီလိုမေတ္တာတရားမျိုးကိုမိမိတို့ကြီးလာတဲ့အခါကျတော့ကြီးတဲ့ဘဝကိုရောက်တဲ့အခါမှာမိမိတို့လူကြီးနေရာမှာနေနေတဲ့အချိန်မှာလူငယ်တွေကလည်းအဲ့ဒီလိုပဲတောင်းတနေကြလိမ့်မယ်လို့မမေ့ကြဘူးတော့ဦးဇင်းပြန်ပြီးတတိပေးပါလေနော်ငယ်စဉ်ကမိမိတို့ကတော့ကြုံတွေ့ခဲ့ကြရပြီဒါပေမဲ့ကြီးလာတဲ့အခါကျတော့မိမိတို့အဲ့ဒါကိုမေ့တင်လိုက်ကြတယ်ဘာဖြစ်လဲလူကြီးဆိုတဲ့နေရာကနေလူကြီးဆိုတဲ့ပုံစံနဲ့လည်းမိမိတို့ဆက်လက်ပြီးတော့နေထိုင်ဖြစ်သွားကြတယ်ဆိုရင်မိမိတို့ရဲ့အသုံးအနှုန်းတွေကိုမိမိတို့ကရွေးချယ်မှုမပြုဘူးဆိုလို့ရှိရင်မိဘများကလည်းသားသမီးတွေပေါ်မှာအကျိုးဆောင်လိုပါရဲ့နဲ့အကျိုးဆောင်တဲ့သဘောတရားတွေဖြစ်လာတော့တယ်ဒါဦးစင်းဘဝမှာတကယ်ကိုကြုံတွေ့ခဲ့ပြီးတဲ့အရာမျိုးလို့ဦးစင်းပြောတာဦးစင်းရဟန်းမပြုခင်ကဆရာဘဝနဲ့ဘဝကိုယက်တည်ခဲ့ရတယ်အဲ့ဒီချိန်မှာလောကမှာလူမိုက်လို့နာမည်တက်ခံထားရတဲ့လူငယ်တွေကိုဦးစင်းပညာပေးခဲ့ရဘူးပါပုဂ္ဂိုလ်ရေးအတွက်အတော်တန်ရှိတယ်လို့ပြောရင်ကြပါအားလုံးဟာပညာတတ်လူငယ်လေးတွေပါဒါပေမဲ့လောကမှာပြောနေကြတာကကပီးတတ်ထားတာကဒီပုဂ္ဂိုလ်တွေကလူမိုက်တွေလို့ဒီလိုကပီးတတ်ထားတယ်ဒါပေမဲ့ဦးဇင်းတို့ကိုတကယ်သုံးသပ်ကြည့်လိုက်တော့ဦးဇင်းရဲ့တတိတွေလည်းဖြစ်နေတယ်ဦးဇင်းနဲ့အနေနီးလာတဲ့အခါမှာဦးဇင်းနဲ့သွားအတူလာအတူဦးဇင်းခွင့်ပေးပါဘာဖြစ်လို့လဲသူတို့ရဲ့စိတ်ကလေးတွေကိုဦးဇင်းကသုံးသပ်ချင်တယ်သူတို့စိတ်ထဲမှာဘာတွေဖြစ်နေလဲဦးဇင်းသိချင်တယ်တကယ်တေချာကိုလေ့လာကြည့်လိုက်တဲ့အခါမှာမိဘတွေသူတို့ကိုအုပ်ချုပ်ခဲ့တဲ့ပုံစံပညာပေးခဲ့တဲ့ပုံစံတွေပုံစံမကျဖြစ်ခဲ့တဲ့အတွက်ကြောင့်သူတို့တွေဟာပုံစံမှားသွားကြတယ်သူတို့ရင်ထဲကဖြစ်ချင်တဲ့အရာတွေကိုအားလုံးလစ်လူရှုထားပြီးတော့မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေကငါတို့ဟာမိဘပဲဆိုပြီးတော့မိမိတို့ဖြစ်ချင်တဲ့ဖြစ်စေချင်တဲ့ပုံစံကိုသာဖြစ်အောင်ကိုပြုခဲ့ကြတယ်ဒါပေမဲ့ပြန်ကိုပြန်ပြီးမေ့ကြည့်လိုက်ရပါလားသူတို့ဘာကကိုယ့်ကိုသူဖြစ်စေချင်တဲ့ပုံစံနဲ့ဖြစ်အောင်လုပ်ခိုင်းမယ်ဖြစ်နေခိုင်းမယ်ဆိုရင်ဖြစ်နိုင်ပါမလားမဖြစ်နိုင်ဘူးမိမိကလည်းသူတို့ဘာကိုမိမိဖြစ်စေချင်တဲ့ပုံစံနဲ့ဖြစ်အောင်လုပ်ချင်တဲ့ဆန္ဒတက်ကလေးတွေကပေါ်လာကြတယ်ဆိုရင်အဲ့လိုဆန္ဒမျိုးဟာဖြစ်တဲ့ဖြစ်တဲ့ဆန္ဒလို့ခေါ်နိုင်ပါမလားမခေါ်နိုင်ဘူးမိမိတို့လည်းသူတို့ဘာရဲ့စိတ်ဆန္ဒသဘောထားနဲ့နေခြင်းတဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးသူတို့ဘာတွေဟာလည်းဒီလိုပဲဖြစ်မယ်လို့မိမိတို့ဘက်ကသဘောပေါက်ဖို့လိုပါတယ်အဲ့တော့သားသမီးတွေဟာလည်းအဲ့တော့ဘာဖြစ်သွားလဲအဲ့ဒီလူငယ်လေးတွေမိဘတွေကနေပြီးတော့သူတို့ဖြစ်စေခြင်းတဲ့ပုံစံကိုရှေ့ရှုပြီးတော့ပြောတဲ့အခါကျတော့မိဘတွေကသားသမီးတွေမှာဖြစ်တဲ့ဖြစ်တတ်တဲ့အတိုင်းအတာကိုသူတို့သတိလက်လွတ်ဖြစ်သွားကြတယ်သားသမီးတွေဘက်ကဖြစ်နိုင်တဲ့အရေးချင်းကိုလေ့လာတမှုမပြုတ်မိတဲ့အတွက်ကြောင့်မိမိဖြစ်စေခြင်းတဲ့ပုံစံကိုသာရအောင်ကိုမိမိတို့ကပြောဆိုလုပ်ကင်ကြတဲ့အခါကျတော့သားသမီးတွေဘက်မှာမဖြစ်သွားလဲဆိုတော့မိမိတို့ကမလုံနိုင်တဲ့အခါကျတော့မိဘကိုလည်းကြောက်တဲ့အခါကျတော့မိဘအရှိမှတော့ကုတ်နဲ့နေလိုက်ကြတယ်ဒါနဲ့အပြင်ကျတော့လှုပ်ချင်တာကြီးလှုပ်ချင်တာအဲ့လိုလှုပ်ကြတဲ့အတွက်ကြောင့်နောက်ဆုံးမဖြစ်သွားလဲဆုံးမလို့မရတဲ့ပုဂ္ဂိုလ်တွေလောကကလည်းလူမိုက်ဆိုပြီးတော့နာမည်တက်နေကြတယ်ဒါနဲ့အဲ့ဒီခါမှာဦးစင်းကနေသူတို့ရဲ့ဖြစ်ချင်တဲ့ပုံစံလေးတွေကိုပြန်လဲပြီးတော့တဘာဝကြကြဓမ္မနီလန်းကြကြနဲ့ပြန်လဲဖြစ်စည်းပေးလိုက်တဲ့အခါမှာသူတို့စိတ်ကြီးပြန်လဲခံချမ်းလာကြတယ်ပြန်လဲခံချမ်းလာပြီးတော့မိဘကြီးတွေကသူတို့ဘက်ကမေတ္တာက
တကယ်ကိုရှိပြီးသားဒါမဲ့သူတို့ဘက်ကမေတ္တာကိုဖော်ကျူးဖို့ရန်အတွက်မစွမ်းနိုင်ခဲ့ကြတဲ့အတွက်ဒီလိုဖြစ်ရတာပါဆိုပြီးဦးစင်းကညီသူတို့ကိုပြန်လဲပြီးကြောင်းပြပေးလိုက်တဲ့အတွက်ကြောင့်မို့မိဘတွေနဲ့ပြန်လဲပြီးအစဉ်ပြေသွားတဲ့လူငယ်သားကိုတော့တွေ့ခဲ့ရဦးပါတယ်နော်။ဒါကြောင့်မို့ဦးစင်းတို့မိဘတွေဒါမိဘဆိုတဲ့ဌာနန္တမှာယက်တည်နေတဲ့ပုဂ္ဂိုလ်များလူကြီးဆိုတဲ့နေရာမှာရှိနေတဲ့ပုဂ္ဂိုလ်များဟာမိမိတို့အောက်မှာရှိနေတဲ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့မိမိတို့ဘက်ကနေပြီးတော့မိမိတို့ဖြစ်စေခြင်းတဲ့ပုံစံကလေးတွေဟာမိမိတို့ရဲ့မေတ္တာတရားကိုပုံဖော်ပေးနိုင်တဲ့အသုံးအနှုန်းမျိုးလေးတွေဖြစ်နေဖို့တော့အရေးကြီးပါတယ်ဘယ်သူမှကြည့်ရတာကိုမကြိုက်ကြဘူးလို့ဘယ်သူမှနှိမ်ချပြီးပြောဆိုတာကိုလည်းမကြိုက်ကြဘူးကြီးမွန်ခြင်းကိုသာလူတွေကလက်ခံကြတာလားကြီးမွန်ခြင်းဆိုတဲ့အရာကိုပြုတင်ပြုထိုက်တဲ့အခါကျရင်လည်းပြုပြီးတော့မိမိတို့ဘက်ကနေပြီးတော့တစ်ဖက်သူရဲ့ရေသူပဲဖြစ်ဖြစ်ကြီးသူပဲဖြစ်ဖြစ်ရွယ်သူပဲဖြစ်ဖြစ်အားလုံးရဲ့စိတ်နှလုံးကိုထိခိုက်သွားစေနိုင်တဲ့အသုံးအနှုန်းမျိုးတွေကိုမိမိတို့ကမပြောဆိုဘဲနဲ့မထိခိုက်နိုင်တဲ့အသုံးအနှုန်းလေးတွေနဲ့ပြောဆိုပြီးတော့သူ့ကိုယ်သူအကျိုးဆောင်သွားကြမယ်ဆိုရင်တော့ပိုပြီးတော့ကောင်းပါတယ်ပြီးတော့မေတ္တာတရားဆိုတဲ့အပိုင်းကိုဦးဇင်းခေါင်းစည်းတက်ပြီးပြောနေတော့အခုဒီပိုင်းလေးပြောသွားတဲ့အပိုင်းမှာဒါကတကယ်ဖြစ်နေတဲ့ဖြစ်ရကလေးတွေကိုဦးဇင်းကပေါ်အောင်ပြောရတယ်ပေါ့ပါတရားဓမ္မလမ်းကြောင်းနဲ့ဦးဇင်းနည်းနည်းပြန်ပြီးချိပြီးမယ်နော်ဦးဇင်းတို့မိဘတွေဆိုတာကယမဆိုတရား၄ပါးနဲ့လက်ကင်ထားပြီးတော့နေထိုင်ကြတဲ့ပုဂ္ဂိုလ်လေးပါမိဘတွေဆိုတာကသာသမီတွေအပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့တရားနဲ့ရှင်ပြီးတော့မိဘဆိုတဲ့ဌာနန္တရကိုယက်တည်ပြီးရလာတဲ့ကပေါ့ယမဆိုတရား၄ပါးကသူတို့မှာထင်ရှားရှိနေကြတယ်ဒါကြောင့်လည်းမြတ်စွာဘုရားရှင်ကယမတွေနဲ့နေထိုင်နေရတယ်လို့ပြောတယ်မိဘတွေနဲ့နေထိုင်ရခြင်းကိုဘာဖြစ်လို့လဲမိဘတွေဟာသားသမီးတွေပေါ်မှာမေတ္တာများစွာကြီးကြတယ်မိဘတွေဟာသားသမီးတွေအပေါ်မှာကရုဏာတရားလွန်စွာကြီးကြတယ်မိဘတွေဟာသားသမီးတွေအပေါ်မှာမုဒိတာတရားလည်းလွန်စွာကြီးကြပါတယ်မေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေလွန်စွာကြီးကြတယ်လို့ပဲလိုအပ်လာတဲ့အခါကြလို့ရှိရင်ဥပိ္ပခာထားရတော့မယ်ဆိုလေဥပိ္ပခာထားကြတဲ့ပုဂ္ဂိုလ်များဟာမိဘများဖြစ်ကြပါတယ်ဒါကြောင့်မို့မြမကြီးတွေနဲ့တူတဲ့မိဘတွေနဲ့မိမိတို့ဟာစတင်ပြီးတော့နေထိုင်ကြရတယ်ဒီလိုမြတ်စွာဘုရားပြောတယ်နော်အဲ့တော့မေတ္တာတရားဆိုတာကဘာလဲမိဘများကမိမိတို့ရဲ့သားသမီးအပေါ်မှာကောင်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဆိုတာကတော့အမှန်ပဲကောင်းစေခြင်းနဲ့တိုးတက်စေခြင်းနဲ့ကြီးပွားနေစေခြင်းတဲ့ဆိုတာကိုမေတ္တာလို့အဓိပ္ပာယ်ဖွင့်ရအကျိုးလိုလားတဲ့စိတ်ကိုမေတ္တာလို့ခေါ်တယ်အကျိုးမဲ့မဖြစ်အောင်စောင့်ရှောက်ပေးတာကိုလည်းမေတ္တာလို့ခေါ်တယ်ပေးဆက်ခြင်းကိုလည်းမေတ္တာလို့ခေါ်တယ်နားလည်ပေးခြင်းကိုလည်းပဲမေတ္တာလို့ခေါ်တယ်ဒါဆိုရင်တိုးတက်စေခြင်းနဲ့ကြီးပွားစေခြင်းနဲ့အောင်မြင်စေခြင်းနဲ့ဆိုတဲ့ဇန္နတတစ်ခုတည်းကိုထားရင်မိမိထားတဲ့အတိုင်းဖြစ်နိုင်ဖို့ဆိုတာကတော့မလွယ်ဘူးဘာဖြစ်လို့လဲမိမိတိုးတက်စေခြင်းနဲ့ပုံစံကမိမိသားသမီးများမိမိရဲ့အောက်မှာရှိနေတဲ့လူငယ်များဘက်မှာရှိနေတဲ့အရေးချင်းဟုတ်မဟုတ်ဆိုတာကတော့သုံးသပ်ဖို့လိုတယ်မိမိတို့ဖြစ်စေခြင်းနဲ့ပုံစံကိုမိမိတို့ဖြစ်အောင်လုပ်တဲ့အတွက်သားသမီးများနဲ့ဆန့်ကျင်ဘက်ဖြစ်သွားကြတယ်ဆိုတာကမိမိတို့ဘက်မှာရှိနေတဲ့မေတ္တာတရားကသားသမီးများဖြစ်နိုင်တဲ့အရေးအချင်းကိုလက်လူရှုပြီးတော့မိမိတို့ဖြစ်စေခြင်းတဲ့မေတ္တာတရားကိုအဓိကထားပြီးတော့ပြုမိကြတဲ့အတွက်ကြောင့်သာဖြစ်ပါတယ်ဒါကြောင့်မေတ္တာတရားဟာနားလည်ပေးခြင်းလို့ဦးဇင်းပြောခဲ့တာဖြစ်ပါတယ်သားသမီးတွေမှာဘယ်လိုရည်ချင်းရှိသလဲဆိုတာလူငယ်တွေမှာဘယ်လိုရည်ချင်းရှိနေလဲဆိုတာမိမိရဲ့ညီငယ်ညီမငယ်လေးတွေမှာဘယ်လိုရည်ချင်းရှိနေသလဲဆိုတာကိုမိမိတို့ဘက်ကနားလည်နိုင်အောင်တော့ကြိုးစားဖို့လိုတယ်ဦးဇင်းဟိုယူရီးယားတိုင်းပြည်မှာနေခဲ့တဲ့အချိန်တုန်းကယူရီးယားဘာသာသွားတင်တဲ့အချိန်တုန်းကသူတို့မှာဘက်စုံပညာရေးစနစ်ကိုမပြုတ်ကြပါဘူးပုဂ္ဂိုလ်တယောက်ဟာဘက်စုံဘယ်လိုမှမတော်နိုင်ဘူးလို့သူတို့ပြောခဲ့ပါတယ်ဦးဇင်းတို့တိုင်းပြည်မှာဘက်စုံပညာရေးစနစ်ကိုချမှတ်ပြီးကောင်းတင်ပေါ်နေတဲ့အချိန်ဦးဇင်းအဲ့ဒီကိုရောက်သွားတာပဲတကယ်သူတို့ရဲ့အကြောင်းကျိုးပြပြီးဦးဇင်းကိုရှင်းပြတဲ့အခါမှာဦးဇင်းလက်ခံသွားတယ်ပုဂ္ဂိုလ်တယောက်ဟာတဏှာမှာတစ်ခုကိုကောင်းကောင်းမွန်မွန်စွမ်းတက်တက်နဲ့လုပ်နိုင်တယ်အရာရာမှာတိုးတက်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူးအရာရာမှာကျွမ်းကျင်ဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တယောက်ကိုအရာရာမှာမိမိကဖြစ်စေခြင်းတဲ့ပုံစံနဲ့တိုးတက်အောင်မိမိကလုပ်ဖို့ကြီးပွားအောင်မြင်အောင်လုပ်ဖို့ဆိုတာကတော့မဖြစ်နိုင်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တူရဲ့အကျိုးကိုစောင့်လိုတယ်ပုဂ္ဂိုလ်တူရဲ့အကျိုးကိုစောင့်နေတယ်ပုဂ္ဂိုလ်များစွာရဲ့အကျိုးကိုစောင့်ခြင်းပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တိုင်းဟာ
တနည်းအကျိုးဆောင်နေတဲ့နေရာကနေနေနေတဲ့ပုဂ္ဂိုလ်များအားလုံးပေါ့မိဘဖြစ်မယ်လူကြီးတွေဖြစ်မယ်ယဟန်တွေဖြစ်မယ်သီလရှင်တွေဖြစ်မယ်အကိုတွေဖြစ်မယ်အမတွေဖြစ်မယ်သူတစ်ပါးရဲ့အကျိုးကိုဆောင်ခွင့်ရနေတဲ့ပုဂ္ဂိုလ်တွေသာဖြစ်ကြတယ်အဲ့တော့မိမိတို့ရဲ့အကျိုးဆောင်မှုဟာမိမိတို့ဆောင်လိုတဲ့မေတ္တာစေတနာအတိုင်းအကျိုးဖြစ်ထွန်းစေခြင်းလေဆိုရင်မိမိတို့အကျိုးဆောင်ခြင်းကိုလက်ခံမဲ့မိမိတို့ပေးမဲ့အကျိုးဆောင်မှုကိုလက်ခံမဲ့ပုဂ္ဂိုလ်တွေရဲ့အရေးချင်းကိုမမေ့ဖို့လိုပါတယ်နော်အဲ့ဒါလေးကိုနားလည်အောင်ကြိုးစားမယ်သူတို့ရဲ့အားနည်းချက်အားသာချက်တွေကိုမိမိတို့ကသိအောင်ကြိုးစားမယ်ဆိုရင်အားသာချက်တွေကိုထောက်ပံ့ပေးလိုက်ပြီးသူတို့ကိုတိုးတက်သွားအောင်အောင်မြင်သွားအောင်ကြီးပွားသွားအောင်လုပ်ပြီးနိုင်လိုက်မှာဖြစ်တယ်သူတို့ရဲ့အားနည်းချက်တွေကိုမိမိတို့ကမသိဘဲနဲ့အဲ့ဒီအားနည်းချက်တွေကသူတို့ရဲ့ကြီးပွားတိုးတက်မှုဆိုတဲ့အရာကိုမဖြစ်နိုင်အောင်ကိုချဲလဲနိုင်နေတဲ့အတွက်အဲ့ဒီဟာတွေကိုမိမိကဖြစ်စေခြင်းလေဆိုရင်တော့သူတို့မှတိုးတက်နိုင်တဲ့သဘာဝတွေဖြစ်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့မေတ္တာဆိုတဲ့တရားဟာနားလည်ပေးခြင်းဆိုတဲ့တရားနဲ့ခြံရံထားပြီးတော့အကျိုးဆောင်ဖို့လိုတယ်။မေတ္တာဟာခွင့်လွှတ်ခြင်းလို့ပြောရင်လည်းရတယ်။မိမိအနေနဲ့သူတစ်ပါးရဲ့အကျိုးကိုဆောင်မယ်။မြတ်စွာဘုရားရှင်တို့ရဲ့ထုံးကိုတော့မမေ့သင့်ပါဘူး။မြတ်စွာဘုရားရှင်အကျိုးဆောင်တော့မယ်ဆိုရင်ဘုရားရဲ့ဉာဏ်တော်နဲ့နည်းမိုးတောက်တဲ့အချိန်မှာလောကကိုကြည့်လိုက်တယ်ပုဂ္ဂိုလ်တိုင်းကိုမြတ်စွာဘုရားရှင်ကကယ်တင်ပါသလားလို့ပြောရင်အားလုံးသိတဲ့အတိုင်းပဲကယ်တင်တာမဟုတ်ပါဘူးမိမိရဲ့အကျိုးဆောင်မှုကိုလက်ခံနိုင်တဲ့ဓာတ်ခံရှိတဲ့အခန္ဓာကောင်းပြီးသားဖြစ်တဲ့ပါရမီပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားရှင်အကျိုးဆောင်တာဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကဲ့သို့သောအလုံးစုံသိတော်မူတဲ့သူတစ်ပါးရဲ့စိတ်ကိုလည်းသိနိုင်တဲ့သူတစ်ပါးရဲ့အစ္ဆာတရားကိုလည်းသိနိုင်တဲ့ဘုရားရှင်ဒီတော်တောင်မှအားလုံးရဲ့အကျိုးကိုဆောင်ဖို့ရန်အတွက်မကြိုးစားဘူးဆိုလို့ရှိရင်မိမိတို့ဘက်ကနေပြီးတော့အားလုံးရဲ့အကျိုးကိုဖြစ်အောင်ဆောင်ဖို့ဆိုတာကတော့သိနေတယ်ဘူးပြီးတော့သူတို့မှာရှိနေတဲ့အရေးချင်းကိုမိမိတို့ကမသုံးသပ်ဘဲနဲ့အကျိုးဆောင်မယ်ဆိုရင်လည်းပဲဒါလည်းမဖြစ်နိုင်ဘူးဘုရားရှင်တော်တောင်မှမိမိဟောမဲ့တရားကိုနာနိုင်တဲ့နားရှိရလားလို့စူးစမ်းတယ်သုံးသပ်တယ်ဉာဏ်နဲ့ကြည့်တယ်ဆိုရင်မိမိတို့ကဒီလိုဉာဏ်မျိုးမရှိတဲ့အတွက်သူတို့ဟာဖြစ်နိုင်တဲ့အနေအထားရှိပါရဲ့လားလို့ဒါလေးတော့သုံးသပ်ဖို့လိုတယ်အဲ့လိုသုံးသပ်ပြီးတော့သူတို့ဖြစ်နိုင်တဲ့အရာကိုထောက်ပံ့ပေးခြင်းကိုတော့မေတ္တာလို့ခေါ်တယ်သူဖြစ်နိုင်တာနဲ့သူ့ကိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးတာကိုမေတ္တာလို့ခေါ်တာကိုသူကြိုးမဲ့မဖြစ်အောင်မိမိကစောင့်ရှောက်ပေးတာကိုလည်းမေတ္တာလို့ခေါ်တာကိုသူကြိုးမဲ့ဖြစ်သွားတယ်ဆိုတာကသူမစားနိုင်တဲ့အရာတစ်ခုကိုကိုယ်ကနေသွားပြီးတော့အတင်းကာရောလုတ်ခိုင်းမယ်ဆိုရင်သူဖြစ်နိုင်ပါတော့မလားဒါဆိုရင်ကိုယ့်ရဲ့အကျိုးဆောင်မှုဟာသူ့စီရောက်သွားလားမရောက်သွားရင်ကိုယ့်ဘက်ကလည်းဒေါသမဖြစ်ဘူးလားဒါဆိုရင်ကိုယ့်ဘက်ကအပေးမလို့မဟုတ်ဘူးလားဖြစ်တယ်ဒါကြောင့်မို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ကပေးတတ်ဖို့လိုတယ်ပေးတတ်မှမေတ္တာဖြစ်ပါလေနော်အဲ့တော့မပေးတတ်ဘူးဆိုရင်မိမိတို့ဘက်ကအကျိုးဆောင်ခြင်းတော်ညာလဲအကျိုးမဲ့ဖြစ်လာရင်ဒါအကျိုးဆောင်တာကိုလက်မခံရလေရဲ့ဆိုပြီးတော့မိမိတို့ကဝမ်းနေပြီးဒေါသတွေကလည်းထက်ချင်ထက်သွားတယ်ဆိုရင်ဒါဆိုရင်မိမိတို့ဟာအကျိုးဆောင်ခြင်းဆိုတဲ့ကုသိုလ်တရားကိုလုပ်နေရကနေပြီးတော့အကုသိုလ်တရားကိုလုပ်မိရင်ဒါမဖြစ်သွားဘူးနော်ဖြစ်သွားတယ်ဒါကြောင့်မို့မေတ္တာတရားဆိုတာတကယ်ကြတော့တော်တော်သိမ်မွေ့ပါတယ်နောက်တစ်ခုမေတ္တာဆိုတဲ့အရာကပေးဆက်ခြင်းနဲ့ရယူခြင်းမဟုတ်ဘူးသဘောကမိမိကနေပြီးတော့ပုဂ္ဂိုလ်တယောက်ရဲ့အကျိုးကိုဆောင်လို့တယ်ဒီပုဂ္ဂိုလ်မှာဖြစ်နိုင်တဲ့အရေးချင်းကိုမိမိကသိပြီးတော့ခန့်မှန်းပြီးတော့ချင့်ချိန်ပြီးတော့အကျိုးဆောင်လိုက်တယ်တခါတည်းနဲ့ကိုကအဲ့လိုချင့်ချိန်ပါလဲနဲ့တစ်ဖက်သူရဲ့အရေးချင်းကိုချင့်ချိန်နိုင်တဲ့ဇာအားကအားနည်းတော့သူ့ဘက်ကဖြစ်နိုင်တဲ့အရေးချင်းမဟုတ်တဲ့အကျိုးဆောင်မှုတစ်ခုကိုကိုကနေလုံးမိလိုက်တယ်သူ့ဘက်ကလက်မခံနိုင်သေးတဲ့အရာတစ်ခုကိုကနေပြီးသူ့ကိုပေးမိလိုက်တယ်အဲ့ဒီခါမှာသူ့ဘက်ကဆန့်ကျင်လာရင်ဒေါသမထွက်ကြဘူးလားငါပေးတဲ့မေတ္တာငါပေးတဲ့အကူအညီကိုမယူရကောင်းလားဆိုပြီးဒီလိုဖြစ်တယ်အဲ့လိုမဖြစ်တယ်အဲ့ဒါကိုမေတ္တာလို့မခေါ်ဘူးအဲ့ဒါဘာဖြစ်တာလဲမိမိအကျိုးဆောင်တဲ့အရာကိုတစ်ဖက်ကလက်ခံတာကိုပဲလိုချင်တယ်လို့ပြောတာဒါဆိုရင်အတုံးနဲ့အဖြစ်နဲ့ပြန်ပြီးမျောလင့်နေတယ်လို့မပြောနိုင်ဘူးနော်ပြောနိုင်တယ်မေတ္တာဆိုတာကပြည့်စက်ခြင်းသာဖြစ်တယ်ရယူခြင်းမဟုတ်ဘူးနော်သူတို့ရဲ့အကျိုးကိုဆောင်လိုက်မယ်တကယ်လို့သူတို့ဘက်ကလက်ခံနိုင်တဲ့အတိုင်းအတာမရှိသေးဘူးဆိုရင်လည်းဘာလုပ်မလဲဟောသူ့ဘက်ကနေပြီးငါပေးတဲ့အကူအညီကိုရယူလက်ခံနိုင်ဖို့ရန်အတွက်သူ့မှာအစင်သက်မဖြစ်သေးဘူးဒါမြတ်စွာဘုရားရှင်တို့ရဲ့ထုံးတယ်မြတ်စွာဘုရားရှင်ရဲ့ပုဂ္ဂိုလ်တယောက်ကိုကယ်တင်တော့မယ်ဒီပုဂ္ဂိုလ်အနေနဲ့ဒီချိန်မှာဒီလောက်ပဲလက်သင့်ခံနိုင်သေးတယ်ဆိုရင်ဒီလောက်ပဲမပြောဘူးလားဒီလောက်ပဲပြောတယ်ဒီထက်ပိုပြီးမြတ်စွာဘုရားအာမထုတ်ပါဘူးဣန္ဒြေရင့်ကျက်လာမယ့်အချိန်ကိုစောက်ပြီးသူ့နဲ့ထိုက်တန်တဲ့အရာလေးကိုနောက်တစ်ချိန်ကျမှပြောတယ်
ငါပြောတဲ့အရာကိုမိရွကောင်းလားဆိုမြတ်စွာဘုရားရှင်ဘက်ကနေပြုမှုမျိုးမရှိပါဘူးနော်မြတ်စွာဘုရားရှင်ကတော့ကိလေသာကင်းနေတဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးဒါပြန်မိမိတို့ဘက်ကလည်းပဲကိလေသာမကင်းသေးပေမဲ့လည်းမိမိတို့ကဉာဏ်နဲ့ရှင်ပြီးတော့မိမိပေးတဲ့မိမိရဲ့အကူအညီမိမိရဲ့မေတ္တာကိုတစ်ဖက်ကနေပြီးတော့တကယ်လို့လက်မခံနိုင်သေးဘူးဆိုရင်ငါရဲ့အကူအညီကိုသူဟာလက်ခံနိုင်သေးတဲ့ပုဂ္ဂိုလ်မဟုတ်သေးဘူးဆိုပြီးတော့မိမိလှုပ်ရှားရှိတာကိုဆက်ပြီးလုပ်နေဖို့တော့လိုတယ်အဲ့ဒီပုဂ္ဂိုလ်ကိုမုန်းတီးသွားတဲ့စိတ်ဓာတ်ကြီးမဖြစ်တဲ့ဘူးအဲ့လိုမျိုးမုန်းတီးသွားရင်မိမိတို့ဟာမိမိရဲ့ပေးခြင်းနဲ့အတူတစ်ဖက်ကလက်ခံခြင်းဆိုတဲ့တုံ့ပြန်မှုတစ်ခုကိုအနည်းဆုံးလိုချင်နေတဲ့ပုဂ္ဂိုလ်တွေနောက်တစ်နည်းမိမိကသူတို့အကျိုးကိုဆောင်လိုက်ပြီးသူတို့ဘက်ကလည်းမိမိကိုပြန်လဲပြီးတုံ့ပြန်မှုတစ်ခုခုအကျိုးဆောင်မှုတစ်ခုခုပြန်လဲပြီးတော့မျှော်လင့်နေတဲ့ပုဂ္ဂိုလ်တွေထဲမှာပါသွားကြမှာဖြစ်တယ်ဒါဆိုမိမိတို့ရဲ့မေတ္တာဟာပေးအယူသဘောမျိုးဖြစ်နေတဲ့မေတ္တာဖြစ်နေတဲ့အတွက်ကြောင့်ဒါဟာပုံစံမှန်တဲ့မေတ္တာလို့တော့မဆိုနိုင်တော့ဘူးနော်ဒါကမိခင်တွေဘက်ကနေသားသမီးတွေပေါ်မှာထားတဲ့အပိုင်းကြတော့သူတို့ဘက်ကအပေးကြီးပဲမဟုတ်ဘူးနော်ဟုတ်တယ်နော်သူတို့ဘဝတစ်လျှောက်လုံးပေးလာကြတာသူတို့ရဲ့မေတ္တာတွေကတိတ်ကိုအင်မတန်ကြီးညိုဖို့မကောင်းနေဘူးလားသိကောင်းတယ်မိမိတို့ငယ်စဉ်တောင်ကြီးဘဝကလေးကနေမိမိတို့အပေါ်မှာပြန်လဲပြီးတုံ့ပြန်မှုဘာမှမပြုတ်နိုင်ခဲ့တဲ့အင်မတန်မှနှုတ်နယ်နေတဲ့ဟိုငယ်ရွယ်နေတဲ့အချိန်လေးကနေစပြီးနှုတ်ကြိုတွေတိုက်ကြွေးပြီးတော့ဒီမိုးတွေချိုးပြီးတော့အဆအအရာပြုစုနှုတ်ကြွေးလာကြတဲ့မိဘတွေရဲ့မေတ္တာဟာအင်မတန်ကြီးမားတဲ့မေတ္တာလေးပါမိဘတို့ရဲ့မေတ္တာကဲ့သို့ပဲတခြားသောပုဂ္ဂိုလ်များပေါ်မှာလည်းမေတ္တာထားနိုင်ဖို့လိုတယ်အဲ့လိုထားနိုင်အောင်လေ့ကျင့်ဖို့လိုတယ်မိမိအကျိုးမိမိဆောင်ကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်ပေါ့ဒါဆိုရင်မိဘတွေရဲ့မေတ္တာနဲ့တူနေတဲ့မေတ္တာဆိုတာအပေးသဘောမျိုးနဲ့သက်ဆိုင်နေတဲ့မေတ္တာမျိုးပေါ့အချိန်မှာအသက်ကြီးလာလို့သူတို့ဘက်ကနေတုံ့ပြန်တယ်မတုံ့ပြန်တယ်ဆိုတာကတော့မိဘတွေဘက်မှာညှော်လင့်ချက်ကလေးကတော့ရှိတယ်ဆိုတော့ညာလည်းပဲမပေးလာရင်သူတို့ဘာပြောလဲဘာမှမပြောပါဘူးဒီလိုပဲမိမိတို့ဘက်ကလည်းအကျိုးဆောင်လိုက်ပြီတစ်ဖက်သူကနေနားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေတုံ့ပြန်သည်ဖြစ်စေမတုံ့ပြန်သည်ဖြစ်စေမိမိရဲ့အကျိုးဆောင်မှုကိုကြီးကြီးပြပြဖြစ်သည်ဖြစ်စေမကြီးပြသည်ဖြစ်စေပေါ့မိမိတို့ဘက်ကကုသိုလ်ဟာကုသိုလ်ပဲဖြစ်ပါစေကုသိုလ်ပြည့်ဝကနေအကုသိုလ်ဘက်ကိုပြောင်းလဲပြီးတော့ယူလိုက်တဲ့ပုံစံမျိုးမဖြစ်အောင်မိမိတို့ကိုမိမိတို့စောင့်ရှောက်တတ်ပါမှမေတ္တာဆိုတဲ့တရားကိုမိမိတို့ကလက်တွေ့ကြကြနဲ့တကယ်ကိုပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေပြီနော်ကဲဟုတ်ပြီမေတ္တာထားကြပြီဒီမှာမေတ္တာကမ္မထန်တွေဘယ်လိုပွားလဲဆိုတာကတော့လက်တွေ့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေသိတဲ့အတွက်ကြောင့်ပေါ့လက်တွေ့ပိုင်းနဲ့ပတ်သက်ပြီးကိုယ်တိုင်ကျင့်ကြံနိုင်လာတဲ့အခါသိမှဖြစ်တဲ့အတွက်ဦးဇင်းဒီဘိုင်းကိုတော့အကျဉ်းတွင်းဘာမှမပြောနေပါဘူးနော်လောကနေထိုင်တဲ့အခါမှာမေတ္တာနဲ့ပတ်သက်ပြီးသိထိုက်တဲ့အပိုင်းလေးကပို့ပြီးတော့ဒီချိန်မှာအရေးကြီးတယ်လို့ဦးဇင်းသဘောပေါက်တဲ့အတွက်ကြောင့်လောကနေထိုင်တဲ့အခါမှာထားတဲ့မေတ္တာကိုပြောချင်းဖြစ်ပါတယ်ဟုတ်ပြီမေတ္တာထားပြီအကျိုးဆောင်ခြင်းဆိုတဲ့ကုသိုလ်တရားကိုလောက်ကံနေတဲ့ပုဂ္ဂိုလ်တရားဟာမေတ္တာတရားကိုကြီးပဲထားနေလို့တော့မရဘူးပုဂ္ဂိုလ်တရားဟာမိမိရဲ့အကျိုးဆောင်မှုကိုလက်သင်ခံခြင်းနဲ့ခံတယ်လက်သင်မခံခြင်းနဲ့မခံမှုရှိတယ်အဲ့တော့ပုဂ္ဂိုလ်တယောက်ကမိမိရဲ့အကျိုးဆောင်မှုကိုလက်သင်မခံဘူးဆိုတဲ့အခါမှာလည်းပဲဒီပုဂ္ဂိုလ်ကမိမိရဲ့စေတနာတရားကိုနားမလည်ဘူးအဲ့ဒီခါမှာဝမ်းနည်းစရာသိကြလို့ပါဘူးသူကမိမိရဲ့တကယ်ကိုတန်ဖိုးရှိတဲ့အကျိုးဆောင်မှုတစ်ခုကိုတန်ဖိုးရှိပါတယ်လို့မသိနိုင်သေးတဲ့ပုဂ္ဂိုလ်တယောက်သာဖြစ်နေတဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ပေါ်မှာမိမိတို့ဘက်ကတနာတက်ပါတယ်ကရုဏာထားပြီးတော့ဒီပုဂ္ဂိုလ်ကမိမိရဲ့အကျိုးဆောင်မှုကိုမသိသေးတဲ့ပုဂ္ဂိုလ်ပဲဆိုပြီးတော့မိမိတို့ဘက်ကလည်းကရုဏာတရားကိုထားတယ်ပြီးပါပြီသာသမီတွေပေါ်မှာမေတ္တာထားကြတယ်သာသမီတွေဘက်ကနေမိမိတို့ကိုတကယ်လို့များမလျော်ကန်တဲ့အပြုအမူတွေနဲ့တုံ့ပြန်ပြီးပြောဆိုပြုမှုကြတဲ့အခါမှာမိဘတွေဘက်ကကရုဏာတရားတွေများစွာသာသမီတွေပေါ်မှာဖြစ်ချတဲ့ကဲ့သို့ပဲမိမိတို့ကလည်းလောကကြီးမှာအကျိုးဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတဲ့အတွက်ကြောင့်မို့ကရုဏာတရားကိုလက်ကင်ထားတတ်ဖို့လည်းလိုတယ်မိမိတို့နဲ့နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကိုတွေ့တဲ့အခါကျရင်လည်းမိမိတို့ကသူတို့ကိုတင်ချပြီးပြောဆိုဖို့မကြိုးစားကြပါနဲ့သူတို့ရဲ့ဘဝလေးတွေဟာနှိမ့်ချနေကြတဲ့အတွက်ကြောင့်သူတို့ဘဝလေးတွေကိုမေတ္တာထားပြီးတော့မြင့်တင်ပေးဖို့မိမိတို့ကအဲ့လိုစိတ်ဓာတ်လေးတွေရှိဖို့လိုတယ်နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေကိုဦးဇင်းတို့ကမလုပ်ရမလဲကရုဏာထားပြီးတော့ဖိမှပြီးဖို့လိုတယ်ယဉ်နှစ်တဲ့သူကိုဝါကူပြီးထိုးတဲ့ပုံစံမျိုးတော့ဦးဇင်းတို့မလုပ်တယ်လို့နော်ဒါဆိုရင်လောကမှာဒီထိုင်တဲ့အခါမှာမေတ္တာတရားတစ်ခုတည်းထားလို့မဖြစ်ဘူးကရုဏာတရားလည်းထားတတ်ပါမှမိမိတို့တဲ့နှိမ့်ချနေတဲ့ပုဂ္ဂိုလ်တွေမိမိတို့ရဲ့မြင့်မြတ်နေတဲ့အကျိုးဆောင်မှုတွေကိုလက်မခံနိုင်တဲ့အသိဉာဏ်နည်းနေသေးတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာမိမိတို့ကဒေါသထွက်ရမယ်အစားအသိဉာဏ်မှန်မှန်သာဝင်မယ်ဆိုရင်ပေါ့ကရုဏာတရားသာပွားဖြစ်မှာဖြစ်ပါတယ်အဲ့လိုကရုဏာတရားလေးနဲ့သူတို့ကိုကြည်နိုင်လိုက်မယ်ဆိုရင်ဒေါသဖြစ်ဖို့တဲ့ဟောသူတို့ဟာသိကိုသနာစရာကောင်းတဲ့တတ္တဝါတွေပါလားဒီပုံစံလေးမိမိတို့စိတ်ထဲမှာဖြစ်လာကြတယ်နော်ကဲဟုတ်ပြီလောကမှာ
မိမိထက်နှိမ့်ကြတဲ့ပုဂ္ဂိုလ်ဒီအပေါ်မှာကရုဏာထားရတာကတော့သိလွယ်မိမိထက်နှိမ့်ကြနေတဲ့ပုဂ္ဂိုလ်နှိမ့်ကြနေတော့မိမိတို့ကကရုဏာထားနိုင်တယ်ဒါပေမဲ့အဲ့ဒီနှိမ့်ကြနေတဲ့ပုဂ္ဂိုလ်ကမိမိထက်မြင့်မားသွားပြီဆိုရင်ဗာတရားတွေလာတယ်မုဒိတာမပွားနိုင်ကြတော့ဘူးဖြစ်ပါလေဣဒ္ဓာလေးစရိယတရားတွေဝင်လာတယ်ဒါဆိုရင်ကရုဏာတရားဟာမိမိထက်နှိမ့်ကြနေတဲ့အချိန်မှာထားနိုင်တော့ညာလဲမြင့်မားသွားတဲ့အခါမှာပုံစံမပြောင်းသွားဘူးလားအဲ့လိုပြောင်းသွားတဲ့စိတ်ဓာတ်ကလေးတွေမိမိတို့ရဲ့စိတ်ရုပ်နဲ့တဏ္ဍအစဉ်မှာပေါ်လာပြီးဆိုလို့ရှိရင်တော့ခွင့်ပြုဖို့ကောင်းပါမှာမကောင်းဘူးတကယ်လို့ခွင့်ပြုလိုက်မယ်ဆိုရင်မိမိတို့ကမိမိတို့ရဲ့အကျိုးကိုဆောင်တဲ့ပုဂ္ဂိုလ်တွေမဟုတ်တော့ဘဲနဲ့မိမိတို့ရဲ့အကျိုးအမဲ့ကိုဆောင်တဲ့ပုဂ္ဂိုလ်တွေဘဝကိုပြောင်းသွားမှာဖြစ်တယ်အဲ့တော့ကရုဏာတရားဟာနှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာထားနိုင်တော့ညာလဲပဲအဲ့ဒီနှိမ့်ကြတဲ့ပုဂ္ဂိုလ်တူညီနေတဲ့ပုဂ္ဂိုလ်ဒီပင်လျင်ပုံစံပြောင်းပြီးမြင့်မားသွားတဲ့အခါမိမိတို့ဘက်ကလည်းဝန္တာဟုဆိုတဲ့မုရိဒာတရားကိုမထားနိုင်ကြပဲဣဒ္ဓမေဇရိယတရားတွေထားနိုင်သွားကြတယ်ထားပြသွားကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေထဲမှာမိမိတို့မပါကြဖို့လိုပါတယ်မိဘဖြစ်တဲ့ပုဂ္ဂိုလ်တွေဟာလည်းမိမိတို့ရဲ့သားသမီးတွေမြင့်မားလာပြီဆိုတဲ့အခါကျရင်အင်မတန်မှဝမ်းမသာကြဘူးလားသိဝမ်းသာကြတယ်တိုးတက်သွားပြီဆိုရင်မိမိတို့ကိုပြန်လည်ပြီးတော့တုံ့ပြန်ပြီးဖြစ်စေမယ်တုံ့ပြန်ပြီးဖြစ်စေဝမ်းသာလိုက်တာငါသားလေးကြီးပွားနေပြီငါသမီးလေးကြီးပွားနေပြီပေါ့နော်အဲ့ဒီလိုစိတ်ဓာတ်မျိုးတွေလည်းမိမိတို့မှာရှိတင်တယ်မိမိတို့ပုဂ္ဂိုလ်တယောက်နဲ့တယောက်နဲ့ချမ်းချမ်းသာသာနဲ့ညီညီညွတ်ညွတ်နဲ့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းဆိုတဲ့ချမ်းသာခြင်းတွေနဲ့နေထိုင်နိုင်ဖို့ဆိုတာကမေတ္တာတရားလည်းရှိဖို့ဆိုတယ်ကရုဏာတရားကိုထားဖို့လိုတယ်မုဒိတာတရားနဲ့သူတို့ရဲ့ကြီးပွားအောင်မြင်မှုတွေကိုဝမ်းပန်းတတာနဲ့ဖြစ်တဲ့အချိန်မှာဝမ်းပန်းတတာဖြစ်တတ်တဲ့မုဒိတာတရားတွေကိုပွားများဖို့လိုပါတယ်အဲ့လိုပွားများလိုက်မယ်ဆိုရင်မိမိတို့ရဲ့စိတ်ဓာတ်တရားတဖြည်းဖြည်းရင့်ကျက်လာကြမယ်မိမိတို့ဟာသူတစ်ပါးရဲ့ကောင်းမှုကြောင့်ဖြစ်ထွန်းလာတဲ့တိုးတက်ပြောင်းလဲမှုတွေအပေါ်မှာဝမ်းသာနေတဲ့စိတ်တွေဖြစ်နေတဲ့အတွက်မိမိတို့ဒီကံတွေကအကျိုးပေးကြပြီဆိုတဲ့အခါမှာမုဒိတာရဲ့စန့်ကျင်ဘက်ဖြစ်တဲ့ဣဒ္ဓမေဇရိယတရားတွေဖြစ်ပေါ်နေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့ယုံ nant တဏ္ဍစင်မှာရှိနေတဲ့ဒီကံတွေကဘဝတစ်ခုမှာအကျိုးပေးကြပြီဆိုလို့ရှိရင်အချွေရန်နေပါခြင်းဆိုတဲ့အကျိုးတရားကိုရရှိမယ်ဆိုရင်သူတစ်ပါးရဲ့ကြီးပွားချမ်းသာမှုမှာဣဒ္ဓမေဇရိယဖြစ်တယ်ဆိုတာကမိမိရဲ့အကျိုးစီးပွားကိုဖျက်သိမ်းရလုပ်တဲ့ပုဂ္ဂိုလ်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်ဒါဆိုရင်ဣဒ္ဓမေဇရိယတရားတွေဝိနည်းကိုကောင်းပါမလားမကောင်းဘူးဒီဣဒ္ဓမေဇရိယတရားတွေကမိမိတို့ဘဝရလာကလေးကယုံ nant တဏ္ဍအစဉ်မှာကပ်ပါလာတဲ့အတွက်ကြောင့်ကပ်ပါလာတာလည်းရှိကြပါစေတော့ဒါတွေကိုမိမိတို့ကကပ်ပါလာပြီလို့သိပြီးတော့မိမိတို့နဲ့အတူတကွရှိနေကြတဲ့အရာတွေငုတ်ရှိုးနေတဲ့အရာတွေလို့သိပြီးတော့ဖြစ်ပေါ်ခွင့်ဆိုတာရှိနေတယ်လို့လည်းနားလည်ပြီးပါဖြစ်ပေါ်လာတဲ့အခါမှာဣဒ္ဓမေဇရိယတရားတွေကငါ့ကိုခြေလေကြတယ်လို့သဘောပေါက်ဖို့တော့လိုတယ်အဲ့ဒီဣဒ္ဓမေဇရိယတရားတွေကိုငါလို့စုပ်ကန်မိရင်တော့မဖြစ်သွားဘူးလေကြီးထွားလာလိမ့်မယ်ဣဒ္ဓမေဇရိယတရားနဲ့တုံ့ပြန်ပြောဆိုမှုလေးတွေကဘောင်းဝန်းကျင်တစ်ခွင်မှာအင်မတန်မှပြန့်နှံ့သွားမှာဖြစ်ပါတယ်ဒါဆိုရင်မိမိရဲ့အကျိုးစီးပွားကိုမိမိကရုပ်လျှော့အောင်မိမိရဲ့အကျိုးစီးပွားပျက်စီးသွားအောင်လုပ်လိုက်တဲ့အတွက်ဒီဘဝရရှိခြင်းဆိုတဲ့အရာနဲ့အတူပါလာတဲ့ဒီကိလေသာတရားစိုးတွေရဲ့ကျွန်ပြုမှုကိုမိမိတို့ကခံရတဲ့အတွက်ကြောင့်မိမိတို့ဟာအနှစ်သာရမဲ့တဲ့ခန္ဓာကိုယ်ထဲကနေအနှစ်သာရရှိတဲ့တရားတွေကိုထုတ်ယူမယ်ဆိုတဲ့အသိဉာဏ်ရှိခြင်းမှအသိဉာဏ်မဲ့ခြင်းနဲ့မရောက်သွားဘူးလားရောက်သွားတယ်ဒီဘဝရရှိတာဒီခန္ဓာကြီးရရှိတာအနှစ်သာရရှိရလားဘာမှမရှိဘူးနေ့စဉ်ဘာလုပ်နေရလဲအမြဲတမ်းတန်ရှင်းရင်လုပ်ပေးနေကြတယ်မနေ့အေးရတာလို့သွားမတိုက်ပဲနေရင်ကိုယ့်အကူတော့နေလို့ရပါရဲ့နော်ဘယ်သူနေခြင်းလဲဘယ်သူမှမနေခြင်းရေမချိုးပဲထားရင်ဘာဖြစ်မလဲဒုက္ခတွေများနေမယ်ဟုတ်တယ်မလားဒါဆိုရင်အနှစ်သာရရှိလားရေချိုးပေးခြင်းသွားတိုက်ပေးခြင်းမွေးနှံ့တာတွေသုံးပေးခြင်းဆိုတာကမိမိတို့ခန္ဓာကိုယ်ကြီးကိုဒုက္ခခန္ဓာကိုယ်ကြီးမှမသိအောင်ဟန်ဆောင်ပေးနေရတာမဟုတ်ဘူးလားဒါဆိုဒုက္ခမှမသိအောင်ဟန်ဆောင်ပေးတဲ့ပုဂ္ဂိုလ်တွေထဲမှာမိမိတို့ပါနေလားမပါအောင်ကြိုးစားနော်ဒုက္ခကိုဒုက္ခမှန်သိအောင်တော့ကြိုးစားဒါဆိုဘာဖြစ်သွားမလဲဒါကရုပ်ရဲ့ထင်ရှားမှုရုပ်ရဲ့ညွှန်ရှားပွဲထင်ရှားမှုပဲနောက်တစ်ခုရုပ်ထက်ပိုပြီးတော့ညွှန်ရှားပွဲကောင်းတာကတော့နံတရားတွေဒီနံတရားတွေကသိမ့်မွေ့နေတဲ့အတွက်ကြောင့်မြတ်စွာဘုရားတဏှာမှာဟောထားတယ်ရုပ်တရားတွေရဲ့ညွှန်ရှားဆက်စုပ်ပဲသဘောတရားကထင်ရှားတဲ့အတွက်ကြောင့်သိနိုင်တယ်ဒါပေမဲ့နံတရားတွေကအင်မတန်မှနုညံ့သိမ့်မွေ့နေတဲ့အတွက်ကြောင့်မို့သူတို့ရဲ့သဘာဝကိုမသိနိုင်ကြဘူးဒါကြောင့်မို့တတ္တဝါတွေမိုက်နေကြတာဘာကြောင့်လဲရုပ်ကြောင့်တာဉာဏ်ကြောင့်ဉာဏ်ကြောင့်များတယ်ရုပ်ကိုမှီပြီးတော့ဉာဏ်တရားတွေကဖြစ်နေတော့ရုပ်နဲ့တော့မကင်းဘူးပေါ့ဒါပေမဲ့ဒီဉာဏ်တရားတွေကြောင့်မိမိတို့အပေပုံသွားတာမဟုတ်ဘူးလား
ဟုတ်တယ်နော်ဒါဆိုရင်ပြန်ကြည့်လိုက်အိတ်တာမစ္စရိယတရားတွေဖြစ်ထွန်းလာခြင်းဟာမိမိတို့ကနှိမ့်ဆက်ခံရတာမဟုတ်ဘူးလားဟုတ်တယ်ဒါဆိုလို့ရှိရင်မိမိတို့ကဒီအိတ်တာမစ္စရိယတရားတွေကိုလက်သင့်ခံလိုက်တယ်ဆိုတာကယွန်ရှာဆက်စုပ်ဖွယ်အရာတွေကိုမိမိတို့ကပွေ့ပိုက်လိုက်တာလည်းမတူဘူးလားပွေ့ပိုက်ခွင့်ပေးကြမယ်မပေးကြပါနဲ့တော့နော်မသိခင်မှာလွတ်ခဲ့တာတွေတော့ရှိပါစေတော့တိလာပြီးတဲ့နောက်မှာအင်မတန်ယွန်ရှာဝယ်ကောင်းနေတဲ့ဒီအကုသိုလ်နံတရားတွေကိုမိမိတို့ကတစတဲ့တစနေတဲ့နေသွားအောင်တစတဲ့တစကင်းတဲ့ကင်းသွားအောင်နောက်ဆုံးပိတ်မှာချုပ်ငိမ့်သွားအောင်ကြိုးစားဖို့ဟာစိတ်ညှို့ခိုင်းဆိုင်မှုတွေပြုကြပါလောကကြီးမှာကုသိုလ်တရားတွေတိုးပွားဖို့အစားဒီယွန်ရှာဆက်စုပ်ပဲကောင်းနေတဲ့အကုသိုလ်ကိလေသာတွေကထို့နဲ့နေကြတဲ့အတွက်ကြောင့်ရရှိလာတဲ့ဘဝလေးဟာတန်ဖိုးမဲ့တဲ့ဘဝအဖြစ်ကိုပြောင်းသွားကြတယ်တန်ဖိုးရှိတဲ့ဘဝကိုပြုစုပြောထောင်နိုင်ပါလဲနဲ့ဒီကိလေသာတရားစိုးတွေရဲ့ခြေလည်မှုကြောင့်တန်ဖိုးမဲ့တဲ့ဘဝကိုမိမိတို့ကူးပြောင်းသွားကြမယ်အဖြစ်မျိုးကိုခွင့်ပေးမယ်ဆိုရင်တော့မိမိတို့ဟာလူလိမ္မာပညာရှိဖြစ်မှာလူမိုက်တွေဖြစ်မှာဟုတ်ပြီလူလိမ္မာပညာရှိဖြစ်အောင်ကြိုးစားကြမယ်လို့အစဉ်ကတော့နားလည်သဘောပေါက်တယ်နော်ဒါဆိုရင်မေတ္တာကရုဏာမုဒိတာဆိုတဲ့အပိုင်းကိုအစဉ်ပြောသားလိုက်ပြီမေတ္တာထားတော်ညာလေမေတ္တာတရားကိုနားမလည်ကရုဏာသွားပြီးပါမိမိမေတ္တာထားတယ်နော်မေတ္တာထားလို့တစ်ဖက်သားမှာအောင်မြင်သွားပြီဆိုတဲ့အခါမှာမိမိကြောင့်သူဖြစ်ထွန်းသွားတယ်ဆိုတဲ့အတွက်ကြောင့်ဝမ်းသာရမယ်အစားမိမိအကျိုးဆောင်တဲ့အချိန်တုန်းကတော့ဒီပုဂ္ဂိုလ်ရဲ့အကျိုးကိုတကယ်ဆောင်ခြင်းနဲ့စိတ်ဓာတ်နဲ့လုပ်နေတာဒါပေမဲ့တစ်ဖက်ကပုဂ္ဂိုလ်ကတကယ်ကြီးပွားသွားပြီဆိုတဲ့အခါမှာမိမိပြိုးထောင်လို့ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်ရဲ့ကြီးပွားမှုကိုတော့မှတစ်ဖက်သူကတကယ်လို့တုံ့ပြန်မှုမရှိဘူးကျေးဇူးတရားကိုနားမလည်တဲ့ပုံစံတွေတွေ့လာခဲ့ရင်ဘာဖြစ်သွားလဲမုဒိတာမပွားနိုင်တော့ဘူးဒါဆိုရင်မိမိအကျိုးဆောင်တဲ့ပုဂ္ဂိုလ်တယောက်ပေါ်မှာထောင်မှမိမိတို့ရဲ့စိတ်တွေကဖောက်ပြန်မပြောင်းလဲတတ်ဘူးလားဒါဆိုလို့ရှိရင်ပြန်ကြည့်လိုက်အင်မတန်ယွန်ရှာဆက်စုပ်ွယ်ကောင်းတဲ့နံတရားတွေကိုမိမိတို့ရရှိထားတာမဟုတ်ဘူးလားဘာများဒီဟာကြီးကိုသွားပြီးတော့ပွိတ်ပိုက်ထားဖို့ကောင်းတယ်ဘာမှမကောင်းဘူးပြတ်တတ်အောင်လုပ်ဖို့မကောင်းဘူးလားကောင်းတယ်ဒါဆိုလို့ရှိရင်မေတ္တာဆိုတဲ့တရားနောက်မှာကရုဏာတရားတွေပွားများနိုင်အောင်လေ့ကျင့်ပေးပါမိမိတို့ရဲ့စိတ်မှာအညစ်အကြေးတွေဖြစ်ပေါ်လာပြီးဆိုရင်အညစ်အကြေးတွေဖြစ်နေပြီဆိုတာသိပေးပါမုဒိတာပွားမယ်နေရာမှာဣတ္တမစ္စရိယတရားတွေဝင်လာပြီးဆိုရင်လည်းငါတို့ရဲ့စိတ်တွေမှာအညစ်အကြေးတွေဆွန့်ထင်းပြီးပြင်နေပါပေါ့လားဒီညစ်ကြေးတွေကိုမိမိတို့ကပယ်ရှင်းပြဖို့ကြိုးစားရတာမပယ်ရှင်းမှုဆိုလို့ရှိရင်မိမိတို့ရဲ့အကုသိုလ်ကံတွေကတိုးပွားလာပြီးတော့မကောင်းတဲ့အကျိုးတွေကိုပြီးကြမှာဖြစ်ပါတယ်နော်ကဲဟုတ်ပြီမေတ္တာလည်းထားနိုင်ပါပြီကရုဏာလည်းပွားနိုင်ပါပြီမုဒိတာတွေလည်းပွားနိုင်ပြီမိမိအကျိုးဆောင်လိုတဲ့အတွက်အကျိုးဆောင်ပြီးတော့လုပ်နေတဲ့လုပ်ငန်းရပ်တွေပုဂ္ဂိုလ်တူမိမိကအကျိုးဆောင်နေတယ်ဖွဲ့စည်းတစ်ခုခုမှာမိမိကအကျိုးဆောင်နေတယ်ဒီဖွဲ့စည်းအောင်မြင်နေတဲ့အချိန်မှာမိမိကအမြဲတမ်းဝမ်းသာနေတယ်မုဒိတာတွေပွားနေတယ်ဒီပုဂ္ဂိုလ်ဒီဖွဲ့စည်းတွေကရည်ချင်းတွေမပြည့်ဝသေးလို့သူတို့မှာအားနည်းချက်တွေရှိနေကရုဏာတွေတော့ရှိနေတယ်ဒီပုဂ္ဂိုလ်တွေရဲ့တိုးတက်အောင်မြင်မှုတွေကဆွေးရုပ်ပျက်စီးသွားကြပြီဆိုရင်ဝမ်းနည်းမှုမဖြစ်ကြဘူးလားဖြစ်ကြပြီအဲ့လိုဝမ်းနည်းမှုလေးတွေဖြစ်နေပြီဆိုရင်တော့မိမိတို့ရဲ့စိတ်တွေကရင့်ကျက်လာကြမှာမဟုတ်ဘူးဒေတော်မြတ်စွာဘုရားဘယ်လိုဖြစ်စေချင်လဲမေတ္တာထားပါဒါပေမဲ့ဥပိ္ပခာလေးနဲ့ချမ်းရံထားပါမှစစ်မှန်တဲ့မေတ္တာဖြစ်တယ်ဥပိ္ပခာမချမ်းရံထားဘူးဆိုလို့ရှိရင်မိမိတို့ရဲ့မေတ္တာဟာအယောင်ဆောင်မေတ္တာမျိုးဖြစ်သွားတတ်တယ်ဥပိ္ပခာဆိုတာကကောင်းဆိုးတဲ့တန်ကိုကြံ့ကြံ့ခံနေတဲ့သဘာဝပါမိမိမေတ္တာထားလိုက်တယ်တစ်ဖက်သူကမိမိကိုနားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေတုံ့ပြန်သည်ဖြစ်စေမတုံ့ပြန်သည်ဖြစ်စေနားလည်ခြင်းကိုကောင်းခြင်းလို့ခေါ်တယ်နားမလည်ခြင်းကိုတော့မကောင်းခြင်းလို့ခေါ်တယ်တုံ့ပြန်ခြင်းကိုတော့ကောင်းခြင်းလို့ခေါ်တယ်မတုံ့ပြန်ခြင်းကိုတော့မကောင်းခြင်းလို့ခေါ်တယ်ဒါတွေဟာလောကဓာတ်တရားတွေလောကလူသားတွေအားလုံးဟာကိလေသာတွေထိုးနှက်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်မို့မေတ္တာထားတဲ့ပုဂ္ဂိုလ်ရဲ့ကျေးဇူးတရားတွေကိုနားလည်ခြင်းမှလည်းနားလည်ကြတာမိဘဆိုတဲ့ပုဂ္ဂိုလ်တွေကမေတ္တာကရုဏာမုဒိတာတွေလွန်စွာကြီးမားကြတယ်လည်းပဲမိဘတွေရဲ့မေတ္တာကျေးဇူးတရားတွေကိုတကယ်နားလည်ပြီးတုံ့ပြန်တဲ့ပုဂ္ဂိုလ်တွေကလောကမှာသိမရှားဘူးနော်သိရှားတယ်အဲ့ဒီလိုပဲမိမိတို့ဟာအကျိုးဆောင်နေတဲ့နေရာမှာရှိနေတဲ့မေတ္တာကိုရှေ့ရှုပြီးလက်ကင်ထားပြီးအကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်တွေဖြစ်နေကြတယ်ဆိုရင်မိမိတို့မှာဥပိ္ပခာတရားကိုခြံရံထားဖို့လိုတယ်မိမိတို့ကနေဥပိ္ပခာတရားကိုခြံရံမထားဘူးဆိုလို့ရှိရင်ကောင်းဆိုးနှစ်တန်လောကဓာတ်ဆိုတဲ့လောကဓာတ်တရားတွေကိုရင်ဆိုင်လာရပြီဆိုတဲ့အခါမှာမိမိတို့မှာခန္ဓာရင်ရှိကြမှာမဟုတ်ဘူးအဲ့ဒီခါမှာမိမိတို့ရဲ့မေတ္တာတရားတွေကပုံစံပြောင်းပြီးတော့ကုသိုလ်တရားဘက်ကနေအကုသိုလ်တရားဘက်ကိုပြောင်းပြီးတော့ဖြစ်ခြင်းပြုခြင်းသွားကြမှာဖြစ်ပါတယ်နော်မိဘတွေဟာလည်းပဲမိမိတို့ရဲ့သားသမီးတွေဟာမိမိတို့ပြုစုဆောက်ရှောက်လို့ကြီးပြင်းလာကြတယ်လို့ဆိုနိုင်တော်လဲပေါ့နော်သူတို့ဘက်ကကျေးဇူးတကယ်လို့များနားမလဲ
တုံ့ပြန်မှုမရှိခဲ့ကြဘူးဆိုရင်တော့တတ္တဝါတွေဟာကံတာလင်ကိုယ်ပိုင်ဥစ္စာရှိကြတာပဲဆိုပြီးတော့ဥပိ္ပခာထားတဲ့အချိန်မှာဥပိ္ပခာတရားကိုထားပြီးတော့မိမိတို့ရဲ့ကုသိုလ်စိတ်ကလေးတွေမရုပ်လျှော့သွားအောင်ထိန်းသိမ်းပေးပါမိမိတို့ကျိုးဆောင်နေတဲ့ပုဂ္ဂိုလ်များကလည်းပဲပုဂ္ဂိုလ်တယောက်ကိုကျိုးဆောင်လိုက်ပြီးဆိုတဲ့အခါမှာသူ့ဘက်ကတုံ့ပြန်မှုတွေတကယ်လို့များမရခဲ့ဘူးဆိုတဲ့အခါကျရင်ဘာမှမနေကြနဲ့ဥပိ္ပခာနဲ့ထားလိုက်ပါဥပိ္ပခာဆိုတဲ့သဘောကလုံးလုံးကြီးအစ်တည်ရှုလိုက်တဲ့သဘောမျိုးကိုတော့မပြောပါဘူးနော်ပုဂ္ဂိုလ်တယောက်ကိုကိုကအကျိုးဆောင်တယ်ဒီပုဂ္ဂိုလ်ကမိမိအကျိုးဆောင်မှုကိုလက်မခံနိုင်သေးတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ဆိုရင်ဥပိ္ပခာပြုပြီးကိုလှုပ်ရှားရှိတာကိုစက်တာလုပ်ပြီးရှောက်ပြီးလုပ်နေလိုက်ပါအချိန်တန်ပြီးတစ်ချိန်မှပြန်လဲတွေ့ဆုံကြတယ်ဒီပုဂ္ဂိုလ်မိမိအကျိုးဆောင်တဲ့အကျိုးဆောင်မှုကိုလက်ခံနိုင်တဲ့အတိုင်းအတာရှိနေပြီလားလို့ပြန်လဲသုံးသပ်ဖို့တော့လိုတယ်အဲ့ဒီချိန်ကျရင်တကယ်လို့အကျိုးဆောင်ခွင့်ရအောင်မယ်ဆိုရင်ပြန်လဲပြီးတော့ဆောင်နိုင်တဲ့မေတ္တာမျိုးကိုတော့တကယ်မေတ္တာလို့ခေါ်ပါတယ်ဒီပုဂ္ဂိုလ်ကမိမိရဲ့အကျိုးဆောင်မှုကိုလက်မခံတဲ့အတွက်ကြောင့်မို့မိမိကမုန်းတီးသွားပြီနောက်တစ်ခါဘယ်တော့မှအကျိုးမဆောင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီမေတ္တာဟာဘာပဲလဲအယောင်ဆောင်မေတ္တာပဲဒါစစ်မှန်တဲ့မေတ္တာမဟုတ်တော့ဘူးနော်ဥပိ္ပခာမပါတဲ့မေတ္တာဖြစ်တဲ့အတွက်အတုံးလက်ကိုလိုလားနေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့လောကရန်တွေရဲ့တိုက်ခိုက်မှုကိုခံနိုင်တဲ့မေတ္တာမျိုးလည်းမဟုတ်ပါဘူးမိမိတို့ရဲ့ကုသိုလ်တရားတွေစတဲ့တပိုးတိုးပွားပြီးလာဖို့ရန်အတွက်မဖြစ်နိုင်တဲ့မေတ္တာမျိုးသာဖြစ်တဲ့အတွက်အဲ့လိုမေတ္တာမျိုးနဲ့လည်းလောကမှာမနေထိုင်ဖို့လိုပါတယ်ဒီပါဖြစ်တဲ့ပုဂ္ဂိုလ်တွေသားသမီးတွေနဲ့ပတ်သက်ပြီးတော့လွန်စွာခံစားကြတာအဲ့တော့ခံစားရတယ်ဆိုတာကလည်းပဲမိဘဆိုတဲ့မေတ္တာနေရာကနေနေကြတဲ့အတွက်ကြောင့်ပဲမိမိတို့ဘက်ကလည်းမေတ္တာထားတဲ့နာလေးတွေထားပါကရုဏာထားတဲ့အရာလေးတွေထားပါမုဒိတာပွားတဲ့အရာလေးတွေပွားပြီးတော့ဥပိ္ပခာပြုတ်တဲ့အခါကျရင်ပြုတ်ပြီးတော့တကယ်လို့မိမိတို့ဘက်ကဘယ်လောက်ထိဥပိ္ပခာပြုရမလဲမိမိတို့ဒီဘဝရရှိခြင်းဟာသားသမီးတွေကိုပြုစုပြောထောင်ဖို့ရရှိလာတဲ့ပုဂ္ဂိုလ်တွေလိုဖြစ်နေကြတယ်မိဘတွေကိုကြည့်လိုက်တဲ့အခါမှာမိမိတို့အသက်အရွယ်တွေကြီးလာကြပြီတစ်သက်လုံးသူတို့အတွက်ကိုစောင့်ရှောက်ပြီးလာခဲ့ကြပြီသူတို့အတွက်ကိုလုပ်ခဲ့ကြတယ်မိမိအတွက်လုပ်ခဲ့တာတခုမှမပါဘူးဒါကြောင့်မို့အဲ့ဒီအချိန်မှာမိမိတို့ကသူတို့ကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဘာလို့ရမလဲသူတို့နဲ့ပတ်သက်ပြီးကြောင်းကြမှုမပြုတ်တော့ဘဲနဲ့ဥပိ္ပခာတရားကိုလက်ကင်ထားပြီးတော့ဒုက္ခခတ်သိမ်းကင်းခြင်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့ဟိုမှာဘက်ကန်းကိုကုမြောက်ရောက်ရှိစေနိုင်တဲ့သီလသမာဓိပညာသိက္ခာ၃ရပ်ကိုကျင့်ကြံကြိုးကိုအားထုတ်ဖို့ရအတွက်ဥပိ္ပခာပြုသိရင်တော့ပြုကြပါလို့တော့ဦးစင်းကတော့တိုက်တွန်းတယ်နော်ဒါမှမိဘတွေဘာဖြစ်မလဲအချိန်နဲ့အခါနဲ့အကျိုးဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်မယ်မိမိအကျိုးသူတစ်ပါးအကျိုးကိုဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါလိမ့်မယ်တသက်လုံးဒီသားသမီးတွေရဲ့အကျိုးကိုဆောင်ရင်းနဲ့မိမိတို့ကနေဝေခြင်းရောက်သွားမယ်ဆိုရင်မိမိတို့ဟာမိမိတို့ရဲ့အကျိုးကိုဆောင်တတ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြဘူးလို့ပဲပြောရမှာဖြစ်တယ်သားသမီးတွေရဲ့အကျိုးကိုဆောင်ရင်းနဲ့မိမိတို့ရဲ့အကျိုးတွေကဘာမှမလုပ်နိုင်ဘဲနဲ့ဘဝနေဝင်ခြင်းကိုမိမိတို့ရောက်သွားကြတယ်ဆိုရင်ဘဝရရှိခြင်းရဲ့အနှစ်သာရကိုအရယူနိုင်လိုက်တဲ့ပုဂ္ဂိုလ်တွေလို့မပြောနိုင်ပဲနဲ့ဘဝရရှိခြင်းရဲ့အနှစ်သာရကိုလက်တွေ့ကြကြနာနာအသုံးချနိုင်လိုက်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးလို့ပဲပြောရမှာဖြစ်တယ်ဒါကြောင့်မို့မိဘတွေကသားသမီးတွေရဲ့အကျိုးကိုဆောင်နေကြတယ်လို့လူကြီးတွေကလည်းလူငယ်တွေရဲ့အကျိုးကိုဆောင်နေကြတယ်လို့သူတစ်ပါးရဲ့အကျိုးကိုဆောင်နေတဲ့စိတ်ထားတစ်ခုတည်းနဲ့မိမိတို့ဘဝကိုတကယ်အကျိုးရှိအောင်လို့တင်းပြည့်ခြင်းတွေမရနိုင်သေးဘူးသူတစ်ပါးအကျိုးကိုလည်းဆောင်မယ်မိမိအကျိုးကိုလည်းဆောင်မယ်ဓမ္မလမ်းကြောင်းမှာရှောက်နေတဲ့ပုဂ္ဂိုလ်တွေကတော့သူတစ်ပါးအကျိုးကိုဆောင်နေတယ်ဆိုရင်ပဲမိမိအကျိုးကတော့ဆောင်ပြီးသားဖြစ်သွားပါတယ်ဒါပေမဲ့လောကမှာရှိနေတဲ့အကျိုးဆောင်မှုတွေကတော့ဂါတံမှာလောဘဒေါသမောဟတွေကိုပံ့ပိုးပေးနေတဲ့အကျိုးဆောင်မှုတွေဖြစ်နေတဲ့အတွက်ကြောင့်မိမိရဲ့အကျိုးတွေကတခါတည်းဆုပ်ယုပ်သွားတတ်တဲ့သဘောရှိတယ်။ဒါကြောင့်မို့လောကမှာမေတ္တာတရားဆိုတဲ့အရာဟာအကျိုးကိုလိုလားခြင်းဖြစ်တဲ့အတွက်ကြောင့်အကျိုးဆောင်ခြင်းဆိုတဲ့အပိုင်းမှာလည်းပဲမိမိအကျိုးသူတစ်ပါးအကျိုးကိုပြည့်စုံနိုင်တဲ့အကျိုးဆောင်မှုမျိုးဖြစ်ဖို့သာလိုပါတယ်။သူတစ်ပါးရဲ့အကျိုးကိုတကယ်ဆောင်နိုင်တဲ့ပုဂ္ဂိုလ်တကယ်သာမှန်ပါစေ။မိမိရဲ့အကျိုးဆောင်မှုဟာတပါးတည်းပြည့်စုံပြီးသားဖြစ်သွားတယ်။သူတစ်ပါးရဲ့အကျိုးကိုမဆောင်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့အကျိုးမဲ့ကိုလည်းတပါးတည်းဆောင်ပြီးသားဖြစ်သွားတဲ့အတွက်ကြောင့်မိမိရဲ့အကျိုးဆောင်မှုသူတစ်ပါးရဲ့အကျိုးဆောင်မှုပြည့်ပြည့်စုံခြင်းဆိုတာကတကယ်ကိုဆောင်တတ်တဲ့အကျိုးဆောင်နိုင်တဲ့အကျိုးဆောင်တတ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့လိုတယ်။အဲ့လိုအကျိုးဆောင်နိုင်ဖို့ဆိုတာကမေတ္တာနဲ့ခြံရံထားဖို့လိုတဲ့အခါမှာခြံရံဖို့လိုတယ်။ကရုဏာနဲ့ခြံရံဖို့လိုတဲ့အခါမှာလည်းခြံရံဖို့လိုတယ်။ဝိရိဒဥပေက္ခတရားတွေနဲ့ခြံရံဖို့လိုတဲ့အခါလည်းခြံရံဖို့လိုတယ်။အဲ့ဒါလိုဗမဆိုတရား၄ပါးလက်ကင်ထားပြီးတော့ဒီဗမဆိုတရား၄ပါးကိုအညီအညွတ်ထားပြီးတော့အကျိုးဆောင်သွားမယ်ဆိုရင်အကျိုးဆောင်ခြင်းတည်းဟူသောအကြောင်းကြောင့်ဥပေက္ခမထားတတ်တဲ့အတွက်ဝမ်းနည်းကြေကွဲရတဲ့အရာတွေဟာဥပေက္ခတရားထားနိုင်တဲ့အတွက်ကြောင့်မို့ဝမ်းနည်းခြင်းတွေအများကြီးပြတ်နေသွားကြမှာဖြစ်တယ်။ကြီးပွားလာတဲ့အခါမှာဝိသမေစတိယတရားတွေဝင်မဲ့အစားဝိရိဒတရားကိုပွားများလိုက်တဲ့အတွက်ကြောင့်မိမိတို့မှာ
ကုသိုလ်တရားတွေအကျိုးဆောင်နိုင်တဲ့ရည်ချင်းတွေပြည့်စုံလာလိမ့်မယ်ဘလို့ရည်ချင်းတွေလဲမိမိသူတစ်ပါးအကျိုးကိုဆောင်နေတဲ့ရည်ချင်းတွေဖြစ်လာလိမ့်မယ်သူတို့ကနေကြသွားပြီဝမ်းနေခြင်းဖြစ်မဲ့အစားသူတို့ပေါ်မှာကရုဏာတရားတွေကိုပွားများလိုက်မယ်ဆိုရင်မိမိမှာလည်းကုသိုလ်တရားတွေတိုးပါမယ်တစ်ဖက်သူမှာလည်းပဲကုသိုလ်တရားတွေတိုးပါလာလိမ့်မယ်ဒါကြောင့်မို့မေတ္တာဆိုတဲ့တရားကိုမိဘတွေလည်းပဲကိလေသာထင်ရှားရှိနေတဲ့အတွက်ကြောင့်မို့ဓမ္မကြီးနဲ့တူတဲ့ပုဂ္ဂိုလ်တွေလို့မြတ်စွာဘုရားရှင်ကပြောတော်လာလည်းပဲမိမိတို့ဟာကိလေသာရဲ့ထိုးနှက်မှုကိုခံရတဲ့အခါမှာမိမိတို့လည်းပဲမေတ္တာတရားတွေကရုဏာတရားတွေမုဒိတာတရားတွေဥပေက္ခတရားတွေကိုပုံစံမှန်မထားနိုင်တဲ့အတွက်ကြောင့်သာသမီတွေရဲ့အကျိုးရှိစေရေးကိုဆောင်ရာကနေအကျိုးမဲ့ဖြစ်သွားနိုင်တဲ့တုံးလေးတွေရှိနေကြလို့ပဲလူကြီးဖြစ်တဲ့ပုဂ္ဂိုလ်များဟာလည်းပဲငါတို့သူတို့ရဲ့အကျိုးကိုဆောင်နေပါတယ်သူတို့ပေါ်မှာကရုဏာထားနေပါတယ်မုဒိတာပွားနေပါတယ်ဥပေက္ခထားနေပါတယ်လို့ပြောတော်များလည်းပဲကိလေသာတရားတွေကထိုးနှက်တဲ့အတွက်ထိုးနှက်တဲ့ဒဏ်ချက်ကိုခံရတဲ့အခါမှာယမစုတရား၄ပါးကိုလက်ကင်ထားပြီးတော့ပုံစံမှန်မပြုတ်နိုင်ကြတဲ့အတွက်ကြောင့်မို့မိမိတို့မှလည်းပဲပုံစံပြောင်းပြီးတော့ပြုတ်ဖြစ်တဲ့အရာလေးတွေဟာဖြစ်ပေါ်လာကြတဲ့အတွက်ကြောင့်မေတ္တာတရားကိုတကယ်ပုံစံမှန်နဲ့အများအကျိုးမိမိအကျိုးကိုဆောင်နိုင်ရေးအတွက်ယမစုတရား၄ပါးလက်ကင်ထားပြီးတော့မိမိတို့ရဲ့အကျိုးအများရဲ့အကျိုးသာသမီတို့ရဲ့အကျိုးမိဘတို့ရဲ့အကျိုးမိဘတွေကသာသမီတွေရဲ့အကျိုးပေါ့လူကြီးတွေကလူငယ်တွေရဲ့အကျိုးလူငယ်တွေကလည်းလူကြီးတွေရဲ့အကျိုးသားသမီးတွေကလည်းမိဘတွေရဲ့အကျိုးအပြန်အလှန်ပေါ့ယမစုတရား၄ပါးလက်ကင်ထားပြီးတော့လက်ဆောင်နိုင်ကြပါစေလို့ဦးဇင်းတိုက်တွန်းရင်ဒီနေ့ဒီမှာပဲတရားနေကောင်းချုပ်စားလို့